EDM တွေတောင်းဆိုကြလွန်းလို့ဒီတစ်ခါ EDM ပေါင်း90တောင်ဥပမာစာကြောင်းတွေနဲ့တကွပြောပြလိုက်ပြီရှင်ပထမအောင်ဆုံး EDM လေးကတော့ go the extra mile သူ့ရဲ့အထိပ္ပယ်ကတော့လိုအပ်သည့်ထက်ပို၍အားထုတ်တယ်လိုအပ်သည့်ထက်ပို၍ကြိုးစားတယ်ဒီလိုမျိုးအထိပ္ပယ်ပေါ့နော်ဓာတ်ရိုက်ကြီးဘာသာပြန်ရမယ်ဆိုလို့ရှိရင်တော့ extra ကအပိုလေ mile ကကြတော့ mile 1မိုင်2မိုင်3မိုင်4မိုင်မိုင်ပေါင်းတွေကိုပြောတာပေါ့နော် go the extra mile ဆိုလို့ရှိရင် mile အပိုတွေသွားတယ်ဆိုတော့အတိတ်ပဲပေါ့နော်ဓာတ်ရိုက်ကြီးဘာသာပြန်ရင်တော့ဒါပေမဲ့ EDM အနေနဲ့ဆိုရင် go the extra mile ဆိုတဲ့သဘောကလိုအပ်သည့်ထက်ပို၍အားထုတ်တယ်ပို၍ကြိုးစားတယ်ဆိုတဲ့သဘောဥပမာစာကြောင်းလေးကြည့်ရမယ်ဆိုရင် she always goes the extra mile to satisfy her boss သူမကသူ့ရဲ့အထက်လူကြီးကျင့်တတ်ဖို့အမြဲလိုအပ်သည့်ထက်ပို၍ကြိုးစားတယ် she always goes the extra mile ဆိုလို့ရှိရင်သူမကအမြဲလိုအပ်သည့်ထက်ပို၍ကြိုးစားတယ်ဘာလို့ဖို့လဲ to satisfy her boss သူမရဲ့အထက်လူကြီးကျင့်တတ်ဖို့ satisfy ကကျင့်တတ်တာလေ boss ကကြတော့ကိုယ့်ရဲ့အထက်လူကြီးကိုယ့်ရဲ့အလုပ်ရှင်တထေးပေါ့နော် she always goes the extra mile to satisfy her boss သူမရဲ့အထက်လူကြီးကျင့်တတ်ဖို့အမြဲကိုလိုအပ်သည့်ထက်ပိုပြီးတော့ကြိုးစားတယ်ဒီလိုလေးတွေသုံးလို့ရတယ် okay နောက်ထပ် idiom လေးတစ်ခုကကြတော့ to be in hot water သူ့ရဲ့အဓိပ္ပာယ်ကတော့အမှားလုပ်မိလို့ကျင်းတဲ့ကြက်ထဲရောက်နေတယ်ဒုက္ခရောက်နေရဆိုတဲ့သဘောပေါ့နော်ကိုကအမှားလုပ်မိတဲ့အခါကြရင်ပေါ့ okay to be in hot water ဆိုတာကြတော့ဓာတ်ရိုက်ဘာသာပြန်ရမယ်ဆိုတော့ရေပူထဲမှာရေပူကြီးထဲမှာရောက်နေရဆိုတဲ့ဟာမျိုးပေါ့နော်ဒါပေမဲ့ idiom အနေနဲ့ဆိုရင် to be in hot water ကအမှားလုပ်မိရကျင်းတဲ့ကြက်ထဲရောက်နေရဆိုတဲ့အဓိပ္ပာယ်ဥပမာလေးနဲ့ကြည့်ရမယ်ဆိုရင် he is in hot water for cheating on the test သူကဆောင်းဝဲမှာခိုးချခဲ့လို့ဒုက္ခရောက်နေပြီတခုခုအမှားလုပ်မိထားလို့ဒုက္ခရောက်တဲ့အခါမှာသုံးတယ်ပေါ့နော် cheating ကဆောင်းဝဲမှာလှည့်ပြတယ်ခိုးချတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် cheating on the test ကကြတော့ဆောင်းဝဲပွဲ okay he is in hot water for cheating on the test ဆောင်းဝဲမှာစာခိုးချခဲ့လို့ဒုက္ခရောက်နေပြီဒီမှာ to be in hot water ကကြတော့ရိုးရိုးတန်းတန်းဒုက္ခရောက်တဲ့ဟာမှာပြောလို့မရဘူးပေါ့နော်ကိုအမှားတစ်ခုခုလုပ်ထားမိလို့ကျင်းတဲ့ချက်ထဲရောက်တာအမှားတစ်ခုခုလုပ်ထားမိလို့ဒုက္ခရောက်တဲ့နေရာမှာကိုသုံးတာကိုပြောတယ်ပေါ့နော် okay နောက်တစ်ခါတော့ဒါလေးကတော့ရှင်းတယ် time is money အချိန်သည်ငွေဖြစ်သည်အချိန်ကငွေပဲဒါလေးကတော့ရှင်းတယ် time is money ဆိုရင်အချိန်ကငွေဖြစ်တယ် hurry up time is money မြန်လုပ်ပါအချိန်ဆိုတာငွေပဲပြောမယ်ဆိုတော့အချိန်ဆိုတာငွေပဲဆိုတဲ့သဘောအချိန်ကအရန်တန်ဖို့ရှိရဆိုတဲ့သဘောပေါ့နော်ကျမတို့မြန်မာစကားမှာလည်းဒီလိုမျိုးပြောနေကြပဲလေအချိန်ကငွေပဲအချိန်နဲ့ဒီလူကိုမစောင့်လို့ဒါမျိုးတွေပေါ့နော် hurry up time is money မြန်လုပ်ပါအချိန်ဆိုတာငွေပဲအချိန်ကအရန်တန်ဖို့ရှိတယ်ဒီလိုမျိုးပြောချင်တာပေါ့နော်နောက်ထပ် idiom တစ်ခုကကြတော့ spill the beans spill the beans ဆိုတဲ့ဟာကြတော့ပြောစမ်းမှာလျှို့ဝှက်ချက်ကဘာလဲဆိုတဲ့အဓိပ္ပာယ်ပေါ့နော် spill ကတော့ဓာတ်ရိုက်ကြီးဘာသာပြန်မယ်ဆိုရင်တော့ဖိတ်ကြတယ်ထွေးထုတ်လိုက်တယ်ဆိုတဲ့သဘောပေါ့နော် beans ကတော့ပဲစီတွေပေါ့ပဲစီတွေဖိတ်ကြတယ်ပဲစီတွေထွေးထုတ်လိုက်တယ်ဆိုတဲ့သဘောမဟုတ်ဘူးပေါ့နော်ပြောစမ်းမှာအဲ့လျှို့ဝှက်ချက်ကဘာလဲဆိုတဲ့ပုံစံပေါ့နော်ဥပမာကြည့်ရအောင် spill the beans will you we are not leaving until you talk spill the beans ဆိုတာပြောစမ်းမှာကွာပြောမှာလား spill the beans အဲ့လျှို့ဝှက်ချက်ကိုပြောလိုက်စမ်းမှာနင်ပြောမှာလား we are not leaving until you talk မင်းမပြောမချင်းငါတို့မသွားဘူး we are not leaving ကကြတော့ငါတို့ထွက်ခွာမသွားဘူးပေါ့နော် until တိုင်အောင် you talk မင်းပြောတဲ့တိုင်အောင်ငါတို့ထွက်ခွာမသွားဘူးဆိုတော့မင်းမပြောမချင်းမသွားဘူးဆိုတဲ့သဘောပေါ့နော် spill the beans will you we are not leaving until you talk ပြောစမ်းမှာမင်းမပြောမချင်းငါတို့မသွားဘူးအဲ့လိုမျိုးပုံစံပေါ့နော်နောက်ထပ် idiom လေးတစ်ခုကကြတော့ blow someone's cover သူ့ရဲ့အဓိပ္ပာယ်ကတော့အဖြစ်မှန်ကိုသိသွားတယ်ဆိုတဲ့အဓိပ္ပာယ်အဖြစ်မှန်ကိုသိသွားတာကိုမှရိုးရိုးသိရမှာမဟုတ်ဘူးသူတိုးဝှက်ထားတဲ့အရာတစ်ခုကိုရည်ရွယ်ချက်ရှိဖော်ထုတ်ခံရတာကိုအဲ့လိုမျိုး blow someone's cover လို့ပြောတယ်အဖြစ်မှန်ကိုသိသွားတယ်တယောက်ကသူဖုံးထားတဲ့အရာကိုဖော်ထုတ်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဓာတ်ရိုက်ကြီးပြောမယ်ဆိုတော့ blow ကမှုတ်တယ်ကွာ someone's တစုံတယောက်ရဲ့ cover တစုံတယောက်ရဲ့အဖုံးကိုမှုတ်ထုတ်လိုက်တယ်ပေါ့နော်တစုံတယောက်ကွယ်ထားတဲ့ဟာ cover လုပ်ထားတဲ့ဟာကိုမှုတ်ထုတ်လိုက်တယ်ဆိုတော့ပြောချင်တဲ့သဘောကတော့သူဖွက်ထားတဲ့ဟာကိုတယောက်ကရည်ရွယ်ချက်ရှိဖော်ထုတ်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ဥပမာကြည့်ရအောင် I didn't mean to blow your cover I thought everyone already knew မင်းအကြောင်းကိုဖော်ထုတ်လိုက်ဖို့မရည်ရွယ်ပါဘူးအားလုံးသိပြီးသားထင်လို့ပါ I didn't mean to mean ကကြတော့မရည်ရွယ်ပါဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော် I didn't mean to blow your cover ဆိုမင်းဝတ်ထားတဲ့ဟာကိုငါရည်ရွယ်ချက်ရှိဖော်ထုတ်လိုက်တာမဟုတ်ပါဘူးမင်းကြောင့်ဖော်ထုတ်လိုက်ဖို့မရည်ရွယ်ပါဘူးဆိုတဲ့အဓိပ္ပာယ်
okay I thought ငါထင်လို့ပါ everyone already knew အားလုံးကသိပြီးသားလို့ထင်လို့ပါ knew ကကြတော့သိခဲ့သည်ပေါ့နော် already knew ဆိုလို့ရှင်အကောင်လုံးကဒါကိုသိပြီးသားလို့ထင်လို့ပြောလိုက်တာ I didn't mean to blow your cover ဆိုရင်မင်းရဲ့ဖွက်ထားတဲ့အရာကိုရွေချက်ရှိပြောတာမဟုတ်ပါဘူးဒီမှာဆိုရင် blow someone's cover နေရာမှာ blow her cover blow his cover blow your cover အဲ့လိုမျိုးအမျိုးမျိုးသုံးလို့ရတယ်ပေါ့နော်ဒီမှာတစ်စုံတစ်ယောက်ရဲ့ဖုံးထားတဲ့ဟာကိုဖော်ထုတ်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ okay နောက်တစ်ခါကျ under the weather ဒါကကြတော့ကျမတို့ဇာတ်ကားတွေမှာဆိုလို့ရှိရင်လည်းခဏခဏတွေ့ရမယ့်စကားလုံးလေးပေါ့နော် under the weather ဆိုလို့ရှိရင်နေလို့ထိုင်လို့တိတ်မကောင်းဘူးနေမကောင်းဘူးဆိုတဲ့အဓိပ္ပာယ် I'm under the weather ဆိုလို့ရှိရင် I'm feeling under the weather ဆိုရင်နေမကောင်းဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဓာတ်ရိုက်ကြီးပြောမယ်ဆိုတော့ under the weather ရာသီဥတုရဲ့အောက်မှာပေါ့ရာသီဥတုအောက်မှာဆိုတဲ့ဘောကသူနေလို့ထိုင်လို့မကောင်းဘူးဆိုပြီးတော့ပြောချင်တာပေါ့နော်ဥပမာပြောရမယ်ဆိုရင် I am feeling under the weather today ငါဒီနေ့နေလို့မကောင်းဘူးဒီမှာဆိုရင် under the weather ရဲ့ရှေ့မှာဆိုလို့ရှိရင်feeling လေး like feeling လေး like တယ်ပေါ့နော် feeling လေးလာပြီးတော့မှ under the weather လာတာများတယ်ပေါ့နော် I'm feeling under the weather today ဒါပေမဲ့တချို့တွေကတော့ I'm under the weatherလို့လည်းပြောတယ်ပေါ့နော်ကျမတို့ I'm feeling under the weather လို့ပြောတာကပို့ပြီးတော့သင်လျော်မယ်လို့ထင်တယ်Okay I'm feeling under the weather today ငါဒီနေ့နေလို့မကောင်းဘူး Okay နောက်တဲ့ idiom တစ်ခုကကြတော့ control the purse stream သူ့ရဲ့အဓိပ္ပာယ်ကြောင့်ငွေကြေးဆိုင်ရာဆုံးဖြတ်သူ Okay control the purse streams ဆိုတာကြောင့်ငွေကြေးဆိုင်ရာဆုံးဖြတ်သူဒါရဲ့ကြီးဘာသာပြန်ရမယ်ဆိုတော့ control ကထိန်းချုပ်တာ PURSE purse ကပတ်စံအိတ်Okay strings 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 ကကြတော့ကြိုးတွေလေပြောမှဆိုရင်ပတ်စံအိတ်ရဲ့ကြိုးတွေကိုထိန်းချုပ်တာပေါ့နော်သူ့ရဲ့သဘောကတော့ငွေကြေးဆိုင်ရာကိုဆုံးဖြတ်တဲ့သူအိမ်တအိမ်မှာပဲဖြစ်ဖြစ်အဖွဲ့အစည်းတစ်ခုခုမှာပဲဖြစ်ဖြစ်ဒီငွေကြေးနဲ့ပတ်သက်ပြီးတော့သူက power ရှိတဲ့လူဆိုလို့ရှိရင် she controls the purse string ပေါ့နော်သူကဒီမှာငွေကြေးနဲ့ပတ်သက်ပြီးတော့သူက power ရှိတာဆိုတဲ့သဘောမျိုးပြောတာဒါရဲ့ပြောရမယ်ဆိုတော့ကျမပြောသလိုပဲပတ်စံအိတ်တွေရဲ့ကြိုးတွေကိုချုပ်ကင်နေပေါ့ Okay ဥပမာစာကြောင်းလေးနဲ့ကြည့်အောင် My mom controls the purse string in our family ကျွန်တော်တို့မိသားစုမှာငွေကြေးကိစ္စကိုအမေကပဲထိန်းသိမ်းတယ်အမေကပဲဆုံးဖြတ်တယ်ဒီလိုမျိုးသဘောပေါ့နော် My mom's control the purse string ဆိုလို့ရှိရင်အိမ်မှာဆိုလို့ရှိရင်တော့ငါငွေနဲ့ပတ်သက်လို့ရှိရင်အမေပဲကင်တာအမေကပဲစီမံခန့်ခွဲတာဘယ်သူမှမသိဘူးအဲ့လိုမျိုးပုံစံပေါ့နော် In our family ကကြတော့ကျွန်တော်တို့ရဲ့ငါတို့ရဲ့မိသားစုမှာOkay my mom controls the purse stream in our family ကျွန်တော်တို့မိသားစုမှာငွေကြေးကိစ္စကိုအမေကပဲထိန်းသိမ်းတယ် Okay နောက်ထပ်တစ်ခုကကြတော့ be an old hat သူ့ရဲ့အဓိပ္ပာယ်ကခေတ်နောက်ကျတယ်ဆိုတဲ့အဓိပ္ပာယ်ဒါရဲ့ကြီးပြောရမယ်ဆိုလို့ရှိရင်တော့အုတ်ထုပ်အဟောင်းကြီးပေါ့အုတ်ထုပ်အဟောင်းကြီးဖြစ်တယ်ပေါ့ old ကကြတော့အဟောင်းအိုတော့ဟောင်းတော့ပေါ့နော် hat ကကြတော့အုတ်ထုပ်ဆိုတော့ be an old hat ဆိုလို့ရှိရင်အုတ်ထုပ်အဟောင်းကြီးဒါပေမဲ့သူ့ရဲ့ idiom သူ့ရဲ့သဘောကခေတ်နောက်ကျတယ် Okay ဥပမာကြည့်အောင် using CD to listen to music is an old hat now တချင်းနားထောင်ဖို့ CD သုံးတာခေတ်နောက်ကျနေပြီ Okay ဒီခေတ်မှာအကုန်လုံးဖုန်းတွေနဲ့ပဲနားထောင်တာလေအဲ့ဒီအချိန်မှာဆက်ထဲကို CD ခွေကြီးထဲကို CD ဆက်ထဲကို CD ခွေကြီးထည့်ပြီးနားထောင်တာကကြောင့်ခေတ်နောက်ကျသွားပြီ Okay old hat အဲ့လိုမျိုးပြောချင်တာပေါ့နော် using CD to listen to music တချင်းနားထောင်ဖို့ CD ကိုသုံးတာ is an old hat now အခုခေတ်နောက်ကျသွားပြီဟုတ်ပြီနော်နောက်ထပ် idiom တစ်ခုอ่ะဆိုရင် throw in the towel သူ့ရဲ့အဓိပ္ပာယ်ကတော့လက်မြောက်အရှုံးပေးတယ်လက်လျှော့လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ဒါပေမဲ့ရိုးရိုးလက်မြောက်အရှုံးပေးတာမှပြောလို့မရဘူးတအားကိုစူးစမ်းပြီးရဲ့နောက်မှာလက်မြောက်အရှုံးပေးတာကို throw in the towel လို့ခေါ်တယ် Okay ရိုးရိုးအရှုံးပေးရမှာနော်တအားစူးစမ်းပြီးတော့မှအရှုံးပေးတဲ့ဟာမျိုးပေါ့နော် Okay ဒါရိုက်ကြီးပြောမယ်ဆိုရင်တော့ throw ကပြစ်တယ် towel ကမျက်နှာတုပ်ပွားပေါ့မျက်နှာတုပ်ပွားကိုလွှင့်ပစ်လိုက်တယ်ပေါ့အဲ့လိုမျိုးဘာသာပြန်လို့မရဘူးလို့ Okay idiom ဆိုတော့ throw in the towel ကလက်မြောက်ရှုံးပေးရလက်လျှော့လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်တအားကိုစူးစမ်းပြီးရဲ့နောက်မှာ Okay ဥပမာကြည့်အောင် after losing 5 matches he finally threw in the towel 5ချိန်ဆက်ရှုံးပြီးတဲ့နောက်မှာသူကလက်လျှော့လိုက်ပြီးလက်မြောက်ရှုံးပေးလိုက်ပြီ Okay after losing 5 matches ကကြတော့5ပွဲတောင်ရှုံးပြီးတဲ့နောက်ပေါ့နော်5 matches ကပွဲပေါင်း5ပွဲပေါ့ losing ကရှုံးတယ်ပေါ့ after losing 5 matches 5ချိန်တောင်ရှုံးပြီးတဲ့နောက်မှာ he finally threw in the towel သူနောက်ဆုံးမှာတော့လက်လျှော့လိုက်ပြီOkay ဒါကရိုးရိုး
ကျမတို့လက်မြောက်အရှုံးပေးတယ်ဘာညာဆိုရင် give up လုပ်တယ်လို့ပြောရလေရိုးရိုး give up လုပ်တာမဟုတ်ဘူးအသေးအတန်စူးစမ်းပြီးရဲ့နောက်မှာ give up လုပ်တာကို throw in the towel ခေါ်တယ် okay နောက်ထပ်တစ်ခုကကြတော့ waste not want not ဖြုံးတင်းခြင်းမရှိရင်ချွတ်ထွက်ခြင်းလည်းမရှိဘူးမြန်မာလိုပြောရင်တော့ချွေတာစူးစောင်းတထေးလောင်းပေါ့နော်ပြောချင်တဲ့သဘောကတော့ waste not want not ဆိုတာကြတော့ကိုကမဖြုံးသားပဲနဲ့ကိုငွေတွေကိုစစ်သုံးသားမယ်တိချသုံးသားမယ်ဆိုလို့ရှိရင် want not လိုအပ်တာလည်းရှိလာမှာမဟုတ်ဘူးလိုချင်တာလည်းချွတ်တက်နေတယ်သုံးလို့မလောက်တော့ဘူးဆိုတာလည်းရှိမှာမဟုတ်ဘူးအစတွေကမဖြုံးခဲ့လို့နောက်ပိုင်းမှာတအားလိုအပ်နေပြီချွတ်တက်နေပြီဆိုတာရှိတော့မှာမဟုတ်ဘူးဒီလိုမျိုးပြောချင်တာ okay waste not want not ဖြုံးတိခြင်းမရှိရင်ချွတ်တက်ခြင်းလည်းမရှိဘူး okay ဥပမာကြည့်အောင် waste not want not is her motto for saving money ချွေတာစုဆောင်တထေးလောင်းဆိုတာသူမရဲ့ငွေစုခြင်းအတွက်ဆောင်ပုဒ်ဖြစ်တယ်motto ကဆောင်ပုဒ်ယုံကြည်ချက်သူ့ရဲ့လက်ဆွဲထားတဲ့လက်ဆွဲဆောင်ပုဒ်ပေါ့ကွယ် motto motto က motto ကဆောင်ပုဒ်ပေါ့နော် for saving money ကငွေစုခြင်း okay waste not want not ဒါကတော့ကျမတို့မြန်မာလိုပြောမယ်ဆိုရင်ချွေတာစုဆောင်တထေးလောင်းဆိုတဲ့အဓိပ္ပာယ်ပဲကွာမြန်မာစကားပုံရပြောမယ်ဆိုရင်ဒါပေမဲ့သူ့ရဲ့တကယ်အဓိပ္ပာယ်ကတော့အစတွေကမဖြုံးတာလို့ရှိရင်မင်းနောက်ပိုင်းမှာချွတ်တက်မှာလည်းမဟုတ်ဘူးဒါမျိုးပြောချင်တာ okay နောက်ထပ်တစ်ခုကတော့ as thick as thieves okay as thick as thieves ဆိုတာကြတော့စိုးတူကောင်းဖက်ကိုပြောတာ okay thick ကကြတော့ဒီမှာပြောမှဆိုတော့ထူတယ်ပေါ့နော် thieves ကကြတော့တခိုးတွေလို့ထူတယ်အဲ့လိုကြီးမဟုတ်ဘူးเนาะ idiom ဆိုတော့ as thick as thieves ကကြတော့စိုးတူကောင်းဖက်ကိုပြောတာ okay ဥပမာကြည့်အောင် those two are always together as thick as thieves သူတို့နှစ်ယောက်ကအမြဲတမ်းတူတူပဲစိုးတူကောင်းဖက်တွေအမြဲတမ်းတူတူရှိနေတယ်စိုးတူကောင်းဖက်တွေပဲစီပြောင်းဘာသာပြန်ရမယ်ဆိုတော့ those two are always together ဆိုရင်သူတို့နှစ်ယောက်ကအမြဲတူတူရှိရအမြဲတမ်းပူးကပ်နေတာ okay as thick as thieves စိုးတူကောင်းဖက်တွေလိုမျိုးအမြဲတမ်းပူးကပ်နေကြတာ okay ဒီလိုအဓိပ္ပာယ်เนาะ as thick as thieves ကကြတော့စိုးတူကောင်းဖက်ဒါတွေကလည်းဒီ idiom တွေကလည်းလေ့လာတာမှသိတာတွေပေါ့เนาะမဟုတ်လို့ရှင်တယောက်ကပြောလာဘာပြောရလဲမသိဘူးလို့ဖြစ်တဲ့ဟာမျိုးတွေပေါ့ okay နောက်ထပ်တစ်ခုကကြတော့ cost an arm and leg သူ့ရဲ့အဓိပ္ပာယ်ကအရန်ကိုဈေးကြီးရယ်ဆိုတဲ့အဓိပ္ပာယ် cost an arm and leg အရန်ကိုဈေးကြီးတယ်ဒါရဲ့ဘာသာပြန်မယ်ဆိုရင်တော့ cost ကကြတော့ကုန်ကြတယ်ပေါ့cost ကကြတော့ဘလောက်ကုန်ကြတယ်ဆိုတဲ့အဓိပ္ပာယ် arm ကကြတော့လက်မောင်း leg ကကြတော့ခြေထောက် cost an arm and leg ဆိုလို့ရှိရင်လက်မောင်းတစ်ခုလက်တစ်ချောင်းခြေထောက်တစ်ချောင်းလောက်ကုန်ကြတယ်ဆိုတဲ့အဓိပ္ပာယ်ကအရန်ကိုဈေးကြီးတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဥပမာစာကြောင်းနဲ့ကြည့်ရမယ်ဆိုရင် this designer bag costs an arm and leg ဒီ designer ရဲ့အိတ်ကအရန်ကိုဈေးကြီးတယ်ပြောမယ်ဆိုတော့ဒီ designer ရဲ့အိတ်ကလက်တစ်ဖက်ခြေထောက်တစ်ဖက်စာတန်ဖိုးရှိတယ်ဆိုတဲ့သဘော okay this designer bag ဒီ designer အိတ်ပေါ့နော်အဲ့ဟာ cost an arm and leg designer အိတ်ကအရန်ကိုဈေးကြီးတယ်ခြေထောက်တစ်ဖက်လက်တစ်ဖက်ခြေထောက်တစ်ဖက်ပေးရလောက်အောင်တော့ဈေးကြီးတယ်အဲ့လိုမျိုးပြောချင်တာပေါ့နော် okay နောက်တစ်ခုကကြတော့ one pig's fly သူ့ရဲ့အဓိပ္ပာယ်ကဘယ်တော့မှမဖြစ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ဒါရိုက်ဘာသာပြန်ရင်တော့ pigs ကကြတော့ဝက်တွေလေ fly ကကြတော့ပြန်ပြီး one pig's fly ဆိုလို့ရှိရင်ဝက်တွေပြန်တော့မှာဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဝက်တွေပြန်တော့မှာဆိုတာဘယ်တော့မှမဖြစ်နိုင်ဘူးပြောချင်တာဒါကကျမတို့ဟိုမှာလဲကျမတို့မြန်မာစကားမှာလဲအဲ့လိုမျိုးတင်စားပြီးတော့ပြောတာတွေရှိရလေနေအနောက်ဘက်ကထွက်တော့မှာဒါကြီးကဖြစ်တော့မှာဆိုတဲ့ဟာမျိုးနေနောက်ဘက်ကထွက်တယ်ဆိုတာဘယ်တော့မှမဖြစ်နိုင်ဘူးဒီလိုပဲone pig's fly ဆိုတာလဲဝက်တွေကဘယ်တော့မှမပြန်နိုင်ဘူးလေအဲ့တော့ဘယ်တော့မှမဖြစ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ဥပမာစာကြောင်းလေးနဲ့ကြည့်မယ်ဆိုလို့ရှင် he will clean his room one pig's fly ဝက်တွေပြန်မှပဲသူ့အခန်းကိုသူတန်ရှင်းရေးလုပ်တော့မှာ he will clean his room ကကြတော့သူ့အခန်းကိုသူတန်ရှင်းရေးလုပ်တယ် okay one pig's fly ဝက်တွေပြန်မှပဲပြောမယ်ဆိုတော့ဘယ်တော့မှမဖြစ်နိုင်တဲ့အရာသူကသူ့အခန်းကိုဘယ်တော့မှတန်ရှင်းရေးမလုပ်ဘူးလို့ပြောချင်တာကျမတို့မြန်မာလိုပြောမယ်ဆိုတော့နေနောက်ဘက်ကထွက်တော့မှာပဲသူကသူ့ခန်းတန်ရှင်းရေးလုပ်တော့မှာဒါမျိုးပြောချင်တဲ့သဘောပေါ့နော် one pig's fly ကကြတော့ဒီလိုမျိုးအဓိပ္ပာယ် okay နောက်ထပ်တစ်ခုကကြတော့ cut corners သူ့ရဲ့အဓိပ္ပာယ်ကတော့အလုပ်တွေကိုတေချာမလုပ်ဘဲနဲ့အလွယ်တကူပြုလုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ပြောချင်တာကတော့အရေးကြီးတဲ့အပိုင်းတွေကိုကြော်ပြီးတော့အလွယ်လမ်းကိုပဲလိုက်တယ်ပေါ့ကွာအရေးကြီးတဲ့ steps တွေကိုကြော်သွားတယ်ဖြတ်လန်းလိုက်တယ်ပေါ့ရှင်းပြောရအောင် cut corners ကဖြတ်လန်းလိုက်တယ်ဒီစကားလုံးလေးနှစ်ခုကတော့ cut ကဖြတ်တီးပေါ့
corners ကကြတော့ထောင်ကျိုးတွေပေါ့ထောင်ကျိုးတွေကိုဖြတ်တယ်ထောင်ကျိုးတွေကိုဖြတ်တယ်ပေါ့နော်ဓာတ်ရိုက်ကြီးပြောရင်တော့အမှန်တော့သူ့ရဲ့အဓိပ္ပာယ်ကအလုပ်တွေကိုတေချာမလုပ်ဘဲနဲ့အလွယ်တကူပြုလုပ်တယ်ဖြတ်လန်းလိုက်တယ်အရေးကြီးတဲ့ဘက်မျိုးကြော်ပြီးတော့အလွယ်လန်းလိုက်တယ်လို့ပြောချင်တာဥပမာဆိုလို့ရှိရင် the company cut corners to save money which led to serious accidents ကုမ္ပဏီကငွေကိုချွေတာဖို့အတွက်အလွယ်တကူလုပ်ခဲ့တယ်ဒါကြောင့်မတော်တဆမှုကြီးတွေဖြစ်ခဲ့တယ် company cut corners ဆိုတာကြောင့်ကုမ္ပဏီကဖြတ်လန်းကိုလိုက်ခဲ့တယ်ပေါ့ဘာလို့ဖို့လဲ to save money သူတို့ရဲ့ငွေတွေကိုချွေတာဖို့အတွက်အလွယ်လန်းတွေလိုက်ပြီးတော့အလွယ်တကူမလုပ်တေချာမလုပ်ဘဲနဲ့အလွယ်တကူတွေပြုလုပ်ထားတာ which led to အဲ့ဒါကဘာလို့ဖြစ်သွားစေလဲဆိုတော့ serious accidents မတော်တဆမှုအကြီးတွေဖြစ်သွားစေတယ်အရန်ကိုပြင်းထန်တဲ့မတော်တဆမှုတွေဖြစ်သွားစေတယ်သူက cut corner လောက်လိုက်လို့ဖြတ်လန်းလိုက်လို့เนาะဥပမာဆိုလို့ရှိရင်အစာအုပ်တွေတေချာမစောက်ဖဲနဲ့ကွာအစာအုပ်တွေကိုပြီးစလွယ်စောက်ထားတာပေါ့quality တွေခိုပြီးစောက်ထားတာပေါ့အားကြောင့်မို့ဒီအစာအုပ်တွေမှာမတော်တဆမှုတွေဖြစ်သွားတယ်ဒီလိုမျိုးပြောရှင်တဲ့ပုံစံမျိုးတွေပေါ့နော် cut corners ကအဲ့ဒီသဘောနားလည်မယ်နော်နောက်တစ်ခုကကြတော့ a flash in the pan သူ့ရဲ့အဓိပ္ပာယ်ကတော့ကြုံတောင့်ကြုံခဲခဏတာအောင်မြင်မှုဆိုတဲ့အဓိပ္ပာယ်ပေါ့ဓာတ်ရိုက်ပြောရမယ်ဆိုလို့ရှိရင်တော့ flash ကကြတော့ကျမတို့ဓာတ်မီးကိုလည်းတစ်ခါလေး flash လို့သုံးကြရှိရဒါပေမဲ့ဖြတ်ခနဲဖြစ်သွားတဲ့မီးတောက်လေးပေါ့ဖြတ်ခနဲဝုန်းကနေပေါ်လာတဲ့မီးတောက်လိုမျိုးဝုန်းကနေပေါ်လာတဲ့ရောင်ကြည်တန်းလိုမျိုးလေးကို flash လို့လည်းခေါ်တယ် in the pan ကကြတော့ဒဲအိုးပြောမယ်ဆိုတော့ဒဲအိုးထဲမှာဝုန်းကနေထတောက်တဲ့မီးလိုမျိုးလို့ပြောချင်တာပြောမယ်ဆိုတော့ကောက်ရိုးမီးလိုမျိုးပေါ့နော်ကောက်ရိုးဝုန်းကနေတစ်ချက်ပဲထတောက်လိုက်တာ a flash in the pan ကကြတော့ကြုံတော့ကြုံတယ်ခဏတာအောင်မြင်မှုကိုပြောတာရေရှည်မတည်မြဲဘူးဆိုတဲ့သဘောမျိုးပေါ့နော်ဥပမာကြည့်အောင် his success was just a flash in the pan he failed soon after သူ့ရဲ့အောင်မြင်မှုကခဏတာပဲမကြခင်မှာပဲရှုံးနိမ့်သွားခဲ့တယ် his success သူ့အောင်မြင်မှုက was just a flash in the pan သူ့ရဲ့အောင်မြင်မှုကခဏတာလေးပဲဖြတ်ခနဲပဲတစ်ချက်ပဲဝုန်းကနေထဖြစ်တာပေါ့နော် he failed ရှုံးနိမ့်သွားခဲ့တယ် soon after မကြခင်မှာပဲအောင်မြင်မှုမကြခင်မှာပဲပြန်ပြီးတော့ရှုံးနိမ့်သွားခဲ့တယ်ပြောမယ်ဆိုတော့တစ်ချက်ပဲထတောက်တဲ့ဟာလိုမျိုးပေါ့နော်အဲ့လိုမျိုးကိုပြောချင်တာOkay ကြုံတော့ကြုံခဲဆိုလို့နေရာထဲမှာသုံးလို့မရဘူးဒါအောင်မြင်မှုတွေနဲ့ပတ်သက်တဲ့အချိန်အဲ့လိုမျိုးတွေကိုပြောချင်တဲ့အချိန်မှာသုံးတယ်ပေါ့နော် Okay နောက်ထပ်တစ်ခုကကြတော့ come out in the wash သူ့ရဲ့အဓိပ္ပာယ်ကတော့အချိန်တိုင်းအဆင်ပြေသွားမှာပါအချိန်တိုင်းအမှန်တရားပေါ်လာမှာပဲဆိုတဲ့အဓိပ္ပာယ် Okay come out ကကြတော့ထွက်လာတယ်ပေါ်လာတယ်ပေါ့နော် in the wash ကကြတော့ရှော်ရင်ဖွင့်ရင်ပေါ်လာတယ်ပေါ့နော်ရှော်နေရင်စေးနေရင်ပေါ်လာတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဒါပေမဲ့တကယ် idiom အနေနဲ့ဘာသာပြန်ရင်တော့အချိန်တိုင်းအဆင်ပြေသွားမယ်အချိန်တိုင်းအမှန်တရားပေါ်လာမယ်ဆိုတဲ့အဓိပ္ပာယ်နားလည်အောင်ဥပမာလေးနဲ့ကြည့်အောင် There are a lot of rumors right now but the truth will come out in the wash အခုလောလောဆယ်ကောလာဟာလာတွေရှိနေပေမဲ့အချိန်တိုင်းရင်အမှန်တရားပေါ်လာမှာပဲ Okay there are a lot of rumors ကကြ rumors ကကောလာဟာလာလီ right now အခုလောလောဆယ် there are a lot of rumors အခုလောလောဆယ်ကောလာဟာလာတွေရှိနေတယ် but ဒါပေမဲ့ the truth အမှန်တရားက will come out in the wash အချိန်တိုင်းအမှန်တရားပေါ်လာမှာပဲ Okayဒါအချိန်တန်လို့ရှိရင်အကုန်စင်ပြေသွားမှာအချိန်တိုင်းပေါ်လာမှာအချိန်ကစကားပြောသွားလိမ့်မယ်ဒီလိုမျိုးအဓိပ္ပာယ်ပြောချင်တဲ့အချိန်မှာ come out in the wash ကိုသုံးတယ်ဟုတ်ပြီနော်နောက်တစ်ခုပြောမယ်ဆိုရင်တော့ break one's neck သူ့ရဲ့အဓိပ္ပာယ်ကတော့အများကြီးကြိုးစားခဲ့ရတယ်စွန့်လွတ်မှုတွေများစွာနဲ့အများကြီးကြိုးစားခဲ့ရတယ်ဆိုတဲ့အဓိပ္ပာယ်ဓာတ်ရိုက်ကြီးပြောမယ်ဆိုရင်တော့ break ကကျိုးပဲ့သည်ပေါ့ one's neck တစုံတစ်ယောက်ရဲ့ neck ကလယ်ပင်ပေါ့နော်တစုံတစ်ယောက်ရဲ့လယ်ပင်ကျိုးသွားတယ်ဆိုတဲ့သဘောကလက်ပြောရမယ်ဆိုရင်စူးစမ်းရတာလယ်ရိုးတောင်ကျိုးတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဒါ idiom တွေဆိုတော့ဒီလိုမျိုးလေးပေါ့ break one's neck ဆိုလို့ရှိရင်အများကြီးစူးစမ်းခဲ့ရတယ်ဥပမာကြည့်အောင် I broke my neck to finish this project on time ဒီ project ကိုအချိန်မီပြီးအောင်လုပ်ဖို့ငါအရန်စူးစမ်းခဲ့ရတယ်စွန့်လွတ်မှုတွေများစွာနဲ့စူးစမ်းခဲ့ရတယ်ဒီလိုမျိုးပြောချင်တာပေါ့နော် I broke my neck ဆိုလို့ရှိရင်ငါရဲ့လယ်ပင်ကိုကျိုးသွားရမှာနော်ဒီဟာကိုအရန်စူးစမ်းခဲ့ရတယ်ပြောရမယ်ဆိုရင်ဒီဟာကြီးဖြစ်မြောက်ဖို့ဒီဟာကြီးပြီးသွားဖို့ငါအများကြီးစွန့်လွတ်ခဲ့ရအများကြီးစူးစမ်းခဲ့ရတယ်ဒီလိုမျိုးပြောချင်တာ to finish ပြီးအောင်လို့ this project ဒီ project ပြီးအောင်လို့ on time အချိန်မီပြီးအောင်လို့ကျွန်တော်အရန်စူးစမ်းခဲ့ရတယ် Okay နောက်ထပ်တစ်ခုကတော့ piece of cake
a piece of cake ဒါလေးကတော့တော်တော်များများမြင်ဘူးမယ်လို့ထင်တယ်မြင်ဘူးကြားဘူးနေကြလို့ကျွန်မထင်တယ်ပေါ့နော်သူ့ရဲ့အဓိပ္ပာယ်ကတော့အရန်ကိုလွယ်ကူတယ်ဆိုတဲ့အဓိပ္ပာယ်တခုခုပြောလိုက်ပြီဆိုရင် piece of cake လေးပါဒါလေးက piece of cake ပါဒီလိုမျိုးပြောနေကြလေပြောမယ်ဆိုရင်တော့ piece ကတပိုင်းတစားပေါ့ cake ကကြောက်ကိတ်မုံပေါ့ကိတ်မုံရဲ့တပိုင်းတစားလေးပါသူ့ရဲ့အဓိပ္ပာယ်အရန်လွယ်ကူတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ကိတ်မုံရဲ့တပိုင်းတစားမဟုတ်နော်အရန်လွယ်ကူတယ် piece of cake လေးဒီလိုမျိုးလေးပြောချင်တာဥပမာစာကြောင်းကြည့်အောင် The exam was a piece of cake for her somewhere သူမအတွက်အရန်လွယ်ကူလို့ ਨੇ the exam က somewhere for her သူမအတွက် piece of cake ပဲ the exam was a piece of cake for her somewhere သူမအတွက်အရန်လွယ်တယ် okay အရန်လွယ်ကူနေ okay နောက်တစ်ခါကျတော့ time flies အချိန်တွေကုန်တာအရန်မြန်တယ် time ကအချိန်ပေါ့နော် flies ကကြတော့ပြန်တယ် FLY ကနေလာပါ FLY fly ပြန်တယ် FLIES ES နဲ့ပေါင်းလို့ရှိရင် FLIES ပေါ့နော် time flies အချိန်တွေကုန်တာအရန်မြန်တယ်ဥပမာပြောရမယ်ဆိုရင် time flies when you are having fun ပျော်စရာကောင်းနေရင်အချိန်တွေကအရန်မြန်ကုန်သွားတယ်ပြောမှဆိုတော့အချိန်တွေအရန်ကုန်မြန်အချိန်တွေကပြန်သွားတယ်မိုးပေါ်ပြန်သွားတယ်ပေါ့ okay time flies when you are having fun ပျော်စရာကောင်းနေရင်နေကပျော်ရွှင်နေတော့ပျော်နေတဲ့အချိန်ဆိုလို့ရှိရင်ချိန်ကုန်တာရန်မြန်တယ် okay နောက်တစ်ခုကကြတော့ on cloud 9 on cloud 9သူ့ရဲ့အဓိပ္ပာယ်ကအလွန်ပျော်တယ်ဆိုတဲ့အဓိပ္ပာယ် okay on cloud 9ကကြတော့အလွန်ကိုပျော်တယ်ဒါရိုက်ဘာသာပြန်တော့ cloud ကတိမ်ပေါ်ပေါ့နော်9ကကိုပေါ့ကိုတိမ်ကိုခုပေါ်မှာလားမလို့ဒါရိုက်ဘာသာမပြန်တော့သူ့ရဲ့အဓိပ္ပာယ်ကတော့အလွန်ပျော်တယ်ဆိုတဲ့ဟာမျိုးပေါ့နော် example ပြောမယ်ဆိုရင် she was on cloud 9 after receiving the news that she got the jobအလုံးရတဲ့သတင်းကြားပြီးရဲ့နောက်မှာသူမအရန်ကိုပြောနေခဲ့ပြောရမယ်ဆိုတော့လုံးဝငါတအားကိုပြောနေလုံးဝတိမ်ပေါ်လွင့်နေသလိုပဲဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့ကွယ် she was on cloud 9ဆိုရင်သူမအရန်ပြောနေတယ် after နောက်မှာဘာနောက်မှာလဲ receiving the news သတင်းကိုရရှိပြီးရဲ့နောက်မှာဘာသတင်းလဲ that she got the job အလုံးရတဲ့သတင်း okay after receiving the news that she got the jobအလုပ်ရတဲ့သတင်းကြားပြီးတဲ့နောက်မှာ she was on cloud 9သူမအရန်ပျော်နေခဲ့တယ်ဟုတ်ပြီနော် cloud 9ကကြတော့အဲ့လိုရိုးပျော်တဲ့ဟာမျိုးမဟုတ်ဘူးကွာသတင်းကောင်းကြားလို့ပျော်တယ်လို့ပြောတဲ့နေရာတွေမှာသုံးတယ်ပေါ့နော်ဒီတိုင်းပျော်တဲ့ဟာကိုI'm on cloud 9လို့ဒီတိုင်းတော့သုံးတာတော့ရှားတယ်ပေါ့နော်သတင်းကောင်းကြားရပြီးလို့ရှိရင်cloud 9တိမ်ပေါ်မှာဖြစ်နေတယ်လို့ပဲဒါမျိုးပြောချင်တဲ့နေရာမှာသုံးတယ် okay နောက်ထပ်တစ်ခုကတော့ bite the bullet သူ့ရဲ့အဓိပ္ပာယ်ကမချစ်တော်လဲအောင့်ကနန်းဆိုတဲ့ဟာမျိုးပေါ့နော်မလုတ်ချင်ပဲနဲ့လှုပ်ရတယ်ဆိုတဲ့အဓိပ္ပာယ် okay bite the bullet မချစ်တော်လဲအောင့်ကနန်းမလုတ်ချင်ပဲနဲ့လဲလှုပ်ရတယ် okay ဒါကြီးပြောမယ်ဆိုတော့ bite ကကိုက်တယ်ပေါ့နော် the bullet ကြည်စံကိုကိုက်တယ်ကြည်စံကိုကိုက်တယ်ဆိုတာကြီးကတော့မဖြစ်နိုင်ဘူးလေကြည်စံကိုကိုက်တာဘယ်သူမှကိုက်ချင်မှာမဟုတ်ဘူးလေအောက်အီးပြီးတော့ကိုက်ရမှာလေဟုတ်တယ်မလားအဲ့တော့သူ့ရဲ့အဓိပ္ပာယ်မချစ်တော့လဲအောက်ကနန်းဆိုတဲ့အဓိပ္ပာယ်ဟုတ်ပြီနော်ဥပမာကြည့်အောင် I don't like going to the dentist but I'll just have to bite the bullet သွားဆရာဝန်စီသွားရတာမကြိုက်ပေမဲ့မဖြစ်မနေတီးခံပြီးတော့သွားရတော့မယ် okay I don't like going ဆိုလို့ရှိရင်ငါသွားရတာမကြိုက်ဘူးဘယ်ကိုသွားတာမကြိုက်ဘူးလဲ to the dentist သွားဆရာဝန်စီကိုသွားတာမကြိုက်ဘူး but ဒါပေမဲ့ I'll just have to ငါဘယ်လိုပဲလုပ်ရတော့မလဲဆိုတော့ bite the bullet မဖြစ်မနေအောက်အီးတီးခံပြီးတော့ပဲသွားရတော့မယ်သွားချင်ပေမဲ့သွားရတော့မယ်ပေါ့ဒါမျိုးပေါ့နော်ကိုမလုပ်ချင်ပေမဲ့လုံလာတော့မယ်ဆိုတဲ့ဟာမျိုးမှာသုံးတယ် okay I don't like going to the dentist but I just have to bite the bullet သွားဆရာဝန်စီသွားမကြိုက်ပေမဲ့မဖြစ်မနေတီးခံပြီးတော့သွားရတော့မယ်အဲ့ဆိုရင်နောက်ထပ်တစ်ခုသွားရအောင်သူ့ရဲ့နောက်တစ်ခုကတော့ break a leg သူ့ရဲ့အဓိပ္ပာယ်ကကံကောင်းပါစေဆိုတဲ့အဓိပ္ပာယ်ထူးဆန်းတယ်နော် idiom တွေကလည်းပြောမယ်ဆိုရင် break ကကျိုးတယ်ပေါ့နော် a leg ခြေထောက် break a leg ဆိုလို့ရှိရင်ခြေထောက်ကိုချိုးတယ်ဆိုတဲ့ဟာမျိုးကြီးလေဓာတ်ရိုက်ကြည့် break a leg ဆိုငါ့ကိုဘာလို့ခြေထောက်ကျိုးပါစေလို့ကျိုးလို့ပြောရလဲမသိဘူးလို့ဖြစ်နေမယ်ဒါပေမဲ့သူ့ရဲ့အဓိပ္ပာယ်ကကံကောင်းပါစေဆိုတဲ့အဓိပ္ပာယ် okay idiom တွေဆိုတာအဲ့လိုနားလည်ကိုမလွယ်တာသိထားမှကိုကလေ့လာထားမှသိမှတ်ဟာတွေကြည့်ပဲเนาะဥပမာကြည့်အောင်ဥပမာဆိုလို့ရှိရင် break a leg they shouted before the performance အောင်မြင်ပါစေကံကောင်းပါစေပေါ့နော်လို့သူတို့ကဖျော်ဖြေမှုမစခင်မှာပြောကြတယ် they shouted ကကြတော့သူတို့အော်ခဲ့တယ် before မ
မတိုင်ခင်မစခင် okay the performance ကကြတော့ဖြောပြတာပေါ့စင်ပေါ်မှာဖြောပြတဲ့ဟာပေါ့နော်အဲ့ဒီမှာဆိုရင်သူက break a leg လို့ပြောလိုက်တယ်ဒီ idiom ကတော့ stage show တွေဒါမှမဟုတ်လို့ရှင်စင်ပေါ်မှာဖြောပြမှုတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ရှေးအမှုပညာလောကမှာဆိုလို့ရှင်ကွာသူတို့တွေက good luck ပေါ့နော်ကံကောင်းပါစေလို့ပြောလို့ရှင်သူတို့ကမကောင်းဘူးလို့ယုံကြည်ကြတယ်ကွာဒါအရှေး English စကားမှာပေါ့နော်စင်ပေါ်မတက်ခင် good luck လို့ပြောလိုက်လို့ရှင်သူတို့ကတကယ်ကံမကောင်းလို့ထင်ကြတယ်ကွာအဲ့ဒါကြောင့်မို့သူတို့ကအပြောင်းလဲနဲ့ break a leg ဆိုပြီးတော့သုံးလာတာတဲ့ဒါလေးကတော့ကျွန်မဖတ်ရှုလေ့လာထားရတဲ့ဟာကိုပြန်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်သူတို့ကလည်းဥမာမြန်မာမှာဆိုရင်လည်းကလေးတွေကိုလိုမျိုးမပြောအောင်ဟာကြည့်ပါအောင်ကလေးကဝါလာလိုက်တာဟာကလေးကထွားလာပြီနော်ဒီလိုမျိုးမပြောရဘူးအဲ့ဒါဆိုလို့ရှိရင်ကလေးကနေမကောင်းဖြစ်တတ်တယ်အဲ့လိုမျိုးတွေရှိရလေကျမတို့မြန်မာမှာဆိုရင်လည်းလေသူတို့လည်းအဲ့လိုမျိုးဖြစ်မယ်လို့တော့ကျမထင်တယ်ပေါ့နော်ကလေးကိုဝါလာတယ်အဲ့လိုမျိုးမပြောရဘူးအဲ့လိုမျိုးဆိုလို့ရှိရင်ကလေးကပိန်သွားတတ်တယ်လို့ပါတော့လေကျမငယ်ငယ်တော့ကြားဘူးနေကြဟာတွေအဲ့လိုမျိုးတွေဖြစ်မယ်ထင်တယ် break and leg ကလည်းဒီလိုပဲအထူးသဖြင့်သူတို့ကဖြောပြမှုတွေမတိုင်ခင်မှာပြောတဲ့စကားဥပမာကံကောင်းပါစေလို့ကိုကထင်လို့ဆောင်းမွဲဖြစ်မဲ့လူတယောက်ကို break a leg လို့ပြောတာမျိုးတော့တိတ်မရှိဘူးကံကောင်းပါစေဆိုတဲ့စကားကကိုကတယောက်ကစင်ပေါ်မှာ performance တွေလုပ်တော့မယ်တချင်းဆိုတော့မယ်ကပြတော့မယ်ဖြောပြတော့မယ်ဒီလိုမျိုးချိန်မှာဆိုရင် break a leg ကိုသုံးတယ်ဒါကတော့ဘ ഹു တုတရအောင်ပေါ့နော်ပြောပြထားတဲ့စကားလုံးလေးဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကတော့ hitting the books သူ့ရဲ့အဓိပ္ပာယ်ကတော့စာကိုကျူးကျူးဆလုပ်နေတယ်ဆိုတဲ့အဓိပ္ပာယ် somewhere အတွက်ပြင်ဆင်နေတဲ့အချိန်မှာဒါဒီစကားလေးကိုသုံးတယ် hitting the books ဆိုတာ hitting ကကြတော့ရိုက်တယ် the books စာအုပ်တွေကိုရိုက်တယ်ဒါရဲ့ဘာသာပြန်တော့ဒါပေမဲ့သူ့ရဲ့အဓိပ္ပာယ်စာကိုကျူးကျူးဆလုပ်နေရဆိုတဲ့အဓိပ္ပာယ်ဒီစကားလုံးလေးကိုလည်းစာကိုကျူးကျူးဆလုပ်နေရဆိုတဲ့ဟာကိုတခြားချိန်တွေမှာသုံးတာမျိုးမရဘူး somewhere အတွက်ပြင်ဆင်နေတဲ့အချိန်မှာစာကိုကျူးကျူးဆလုပ်တဲ့ဟာကို hitting the books လို့ခေါ်တယ်ဥပမာစာကြောင်းကြည့်မယ်ဆိုရင် I'll be hitting the books all weekend for the exam somewhere အတွက်တပတ်လုံးစာချက်တွေမှာရတော့မယ် I'll be hitting the books ဆိုတာဒါ somewhere အတွက်နီးတဲ့အချိန်မှာစာကိုကြိုးကြိုးစားလုပ်မယ် okay all weekend တပတ်လုံးဒီအပတ်မှာတပတ်လုံးပေါ့နော်ဒီပတ်ပိတ်ရမှာတပတ်လုံး okay for the exam စာမေးပွဲအတွက်တပတ်လုံးကိုခေါင်းနှစ်ပြီးတော့စာတွေလုပ်နေတော့မယ်စာအုပ်တွေကိုရိုက်နေတော့မယ်တို့ပြောချင်တာပေါ့နော်ကျမပြောသလိုပဲပေါ့နော် somewhere မတိုင်ခင်ကုန်းပြီးတော့လုပ်နေတဲ့အချိန်တွေမှာ hitting the books ကိုသုံးတယ်ဟုတ်ပြီနော်နောက်ထပ် idiom လေးရကြတော့ clip someone's wings သူ့ရဲ့အဓိပ္ပာယ်ကကြတော့ခြေချုံမိနေတယ်အခွင့်အရေးဆုံးရှုံးနေတယ်ဆိုတဲ့အဓိပ္ပာယ် okay လူတယောက်ရဲ့အခွင့်အလမ်းတွေကိုကန့်သက်လိုက်တယ်ဆိုတဲ့ဟာမျိုးပေါ့နော် clip လုပ်ထားရဲဆိုတဲ့ဟာကြတော့ညှက်ထားရဲပေါ့နော်ညှက်ထားရဲဆိုတာ clip လေးနဲ့ညှက်ထားတာတော့ကျမတို့အင်ကြီးလှမ်းလို့ရှိရင်လေအဝတ်ညှက်တဲ့ကြိတ်တွေနဲ့ညှက်တာ clip လုပ်တယ်လို့ခေါ်တယ် someone wings ကကြတော့တစုံတယောက်ရဲ့အတောင်ပံတွေကိုညှက်ထားရဲဆိုတဲ့ဟာမျိုးပေါ့နော်ဒီ idiom ကတော့သူ့ရဲ့အဓိပ္ပာယ်ကတော့ခြေချုပ်မိနေတယ်အခွင့်အလမ်းတွေဆုံးရှုံးနေတယ်လူတယောက်ရဲ့အခွင့်အရေးကိုကန့်သက်နေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးကိုပြောချင်တာ okay ဥပမာပြောမယ်ဆိုရင်တော့ his parents clipped his wings by taking away his car keys သူ့ရဲ့မိဘတွေကကားတော့တွေကိုတင်လိုက်ပြီးတော့သူ့ရဲ့လွတ်လပ်မှုတွေကိုကန့်သက်လိုက်တယ် okay his parents ကသူ့ရဲ့မိဘတွေ clipped his wings ဆိုတာသူ့ရဲ့တောင်ပံတွေကိုညှက်လိုက်တယ်ပေါ့ okay by taking away ယူလိုက်ပြီးတော့တင်လိုက်ပြီးတော့ okay his car keys သူ့ရဲ့ကားတော့တွေကိုတင်လိုက်ပြီးတော့သူ့ရဲ့လွတ်လပ်မှုတွေကိုကန့်သက်လိုက်တယ်ဥပဒေတွေစီးမြင့်တွေထုတ်ပြီးတော့အခွင့်အရေးတွေကိုကန့်သက်တဲ့ဟာမျိုးမှာ clip the wings clip someone wings လို့ခေါ်တယ်ပေါ့နော်ခြေချုပ်လိုက်တယ်အခွင့်အရေးတွေဆုံးရှုံးနေတယ်ဒါမျိုးကိုပြောချင်တာ okay ဒါလေးက idiom ပေါ့နော်နောက်ထပ်တစ်ခုကကြတော့ see eye to eye သူ့အမြင်နဲ့ကိုယ့်အမြင်နဲ့ထပ်တူကြတယ် okay ဒါကတော့ရှင်းရှင်းလေးပြောမယ်ဆိုလို့ရှိရင် see eye to eye ကကြတော့ဒီမျက်လုံးနဲ့ဒီမျက်လုံးနဲ့မြင်တယ်မျက်လုံးချင်းမြင်တယ်ဆိုရဲအဓိပ္ပာယ်ပေါ့နော်မျက်လုံးချင်းမြင်တယ်ဆိုရဲသဘောကသူ့မြင်နဲ့ကိုယ့်မြင်နဲ့ထပ်တူကြတယ် okay ဥပမာစာကြောင်းပြောရမယ်ဆိုရင် my friend and I see eye to eye on most things ကိစ္စအများစုကိုငါတငယ်ချင်းနဲ့ငါနဲ့ကအမြင်တူတယ်ငါတငယ်ချင်းနဲ့ငါနဲ့အမြင်ထပ်တူကြတယ်ပေါ့ကွယ် okay my friend and I ဆိုလို့ရှိရင်ငါတငယ်ချင်းနဲ့ငါနဲ့ see eye to eye အမြင်ချင်းထပ်တူကြတယ် on most things ကိစ္စအများစုကိုငါတငယ်ချင်းနဲ့ငါနဲ့အမြင်ထပ်တူကြတယ်ဟုတ်ပြီနော်နောက်ထပ်တစ်ခုကကြတော့ turn a blind eye မမြင်ချင်အောင်ဆောင်ထားလိုက်တယ်
မဟုတ်တာလုပ်နေတဲ့အချိန်မှာမမြင်ကြအောင်ဆောင်ထားလိုက်တာကို turn a blind eye လို့ခေါ်တယ် okay blind ကကြတော့မျက်မမြင်တာပေါ့မျက်စိကန်းတာပေါ့ blind eye ဆိုလို့ရှိရင်ကန်းနေတဲ့မျက်စိပေါ့ turn a blind eye ဆိုလို့ရှိရင်မျက်စိစုံမှိတ်ထားလိုက်တယ်ဆိုတဲ့သဘောပေါ့ကွယ်သူ့ရဲ့အဓိပ္ပာယ်ကမမြင်ကြအောင်ဆောင်ထားလိုက်တယ်ပေါ့ဒါတခြားချိန်တွေမှာမသုံးကွာတခုခုမဟုတ်တာလုပ်နေတာကိုမြင်ရဲ့သားနဲ့မပြောတာမျိုးမြင်ရဲ့သားနဲ့မတားတာမျိုး turn a blind eye လို့ခေါ်တယ်ဥပမာကြည့်ရအောင် The teacher turned a blind eye to the cheating ဆရာမကစာခိုးချနေတာကိုမမြင်ကြအောင်ဆောင်ခဲ့တယ် okay the teacher turned a blind eye ဆိုရင်ဆရာမကမမြင်ကြအောင်ဆောင်ခဲ့တယ်ပေါ့နော် to the cheating ကကြတော့စာခိုးချနေတယ်ဆောင်းဝမှာစာခိုးချနေရဆိုတာကို cheating လို့ခေါ်တာပေါ့နော်အတွဲကြားမှာလည်းတယောက်နဲ့တယောက်ဖောက်ပြန်တာတွေလုပ်တယ်ဆိုရင် cheating လုပ်တယ်basically တော့လှည့်စားတယ်ပေါ့နော် cheating ကလှည့်စားတယ်ခိုးချတယ်မဟုတ်တာလုပ်တယ်ဒါမျိုးပေါ့နော် the teacher turned a blind eye to the cheating ဆရာမကစာခိုးချနေအောင်မမြင်ကြအောင်ဆောင်ခဲ့တယ်ဟုတ်ပြီနော်နောက်တစ်ခုသွားကြည့်မယ်နောက်တစ်ခုကကြတော့ keep your eyes on the ball တကယ်အရေးကြီးတဲ့ကိစ္စကိုအာရုံစိုက်ပါဆိုတဲ့အဓိပ္ပာယ်တကယ်အရေးကြီးနေတဲ့အချိန်မှာတကယ်အရေးကြီးတဲ့ကိစ္စကိုအာရုံစိုက်ခိုင်းတဲ့အချိန်မှာသုံးတယ် okay keep your eyes ဆိုတာကြတော့မင်းမျက်လုံးတွေကိုဘယ်မှာထိမ့်သိမ်းထားရမလဲ on the ball ဘောလုံးပေါ်မှာပေါ့နော်မင်းမျက်လုံးတွေကိုဘောလုံးပေါ်မှာပဲကြည့်ထားမင်းမျက်လုံးတွေကိုဘောလုံးပေါ်မှာပဲထားဆိုတဲ့ဟာက keep your eyes on the ball ဆိုလို့ရှိရင်တကယ်အရေးကြီးတဲ့အရာကိုပဲအာရုံစိုက်ထားမဟုတ်တာတွေကိုမကြည့်နေနဲ့ okay ဒီလိုမျိုးပြောတာဥပမာကြည့်ရအောင် keep your eyes on the ball if you want to win မင်းနိုင်ကြလို့ရှိရင်အာရုံစိုက်ထားအရေးကြီးတဲ့ဟာကိုပဲအာရုံစိုက်ထား keep your eyes on the ball ဆိုတာကြောင့်အရေးကြီးတဲ့အရာပေါ်မှာပဲအာရုံစိုက်ထား if you want to win မင်းနိုင်ခြင်း win ကနိုင်တာလေ if you want to win ဆိုလို့ရှိရင်မင်းနိုင်ခြင်းတယ်ဆိုလို့ရှိရင်အရေးကြီးတဲ့ကိစ္စကိုပဲအာရုံစိုက်ထားဟုတ်ပြီနော်နောက်ထပ်တစ်ခုကိုကြည့်မယ်ဆိုရင် drop the ball ကကြတော့ဘောလုံးကိုလွှတ်ချလိုက်တယ်ပေါ့နော်သူ့ရဲ့အဓိပ္ပာယ်ကတော့တာဝန်ယူမှုတာဝန်ခံမှုမရှိဘူးပေါ့ပြက်ပြက်လုပ်တယ်လို့အဓိပ္ပာယ်ရတယ် drop the ball okay တာဝန်ယူမှုတာဝန်ခံမှုမရှိဘူးပေါ့ပြက်ပြက်လုပ်တာကို drop the ball လို့ခေါ်တယ်တခုခုအရေးကြီးအလုံးနဲ့ပတ်သက်တဲ့နေရာတွေမှာပြောတာများတယ်ပေါ့နော်တခုခုအရေးကြီးနေတဲ့အချိန်အရန် stress တွေများလာပြီး pressure တွေများလာပြီးဆိုတဲ့အချိန်မှာပျောက်သွားတဲ့ဟာမျိုးတွေကွာအဲ့မျိုးဆိုရင် drop the ball လို့ခေါ်တယ် okay တအားဖိအားတွေများလာတဲ့အချိန်အလုပ်တွေများလာတဲ့အချိန်မနိုင်တော့တဲ့အချိန်မှာအဲ့လိုမျိုးလူတွေရှိရလေဘယ်ရောက်လို့ရောက်သွားမှမသိဘူးဘယ်နာခေါ်လို့ခေါ်မှမသိဘူးအဲ့ဆိုရင် drop the ball လုပ်တယ်လို့ခေါ်တယ် okay ဥပမာကြည့်အောင် she never drops the ball even under pressure သူမမှာဖိအားများနေတာတော့မှတာဝန်ယူမှုမပြတ်ကွက်ခဲ့ဘူး she never drops the ball ဆိုရင် never ကကြောက်ဒီနေရာမှာအငင်းအနေနဲ့ပေါ့နော် she never drops the ball သူဘယ်တော့မှတာဝန်ယူမှုမပြတ်ကွက်ခဲ့ဘူး even under pressure ဖိအားတွေအောက်မှာတော့မှတာဝန်ယူမှုတွေမပြတ်ခွက်ခဲ့ဘူးဘယ်တော့မှပေါ့ပြပြမလုပ်ခဲ့ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော် she never drops the ball even under pressure သူမမှာဖိအားများနေတာတော့မှတာဝန်ယူမှုမပြတ်ခွက်ခဲ့ဘူးဟုတ်ပြီနော်နောက်ထပ် idiom တစ်ခုကကြတော့ let your head down သူ့ရဲ့အဓိပ္ပာယ်ကတော့အေးချမ်းဖြစ်တယ်စိတ်ပေါ့ပါသွားတယ်ဆိုတဲ့အဓိပ္ပာယ် okay အေးချမ်းဖြစ်တယ်စိတ်ပေါ့ပါသွား let your head down ဒါရိုက်ဘာသာပြန်မယ်ဆိုတော့ hair ကသပင်ပေါ့ down ကချထားတယ် let your hair down ဆိုရင်တင်းရဲ့သပင်တွေကိုဖြန့်ချထားတယ်ပေါ့နော်သူ့ရဲ့အဓိပ္ပာယ်ကအေးချမ်းဖြစ်တယ်စိတ်ပေါ့သွားတယ်ဆိုတဲ့အဓိပ္ပာယ်ဘလို့အချိန်တွေမှာသုံးလဲဆိုလို့ရှိရင်အဲ့လို stress များနေတဲ့အချိန်တွေတအားအလုပ်တွေလုပ်ရပြီးတဲ့အချိန်တွေပေါ့နော်အဲ့လိုမျိုးအချိန်ကာလအပိုင်းခြားတွေပြီးသွားတဲ့အချိန်မှာအကုန်လုံးပေါ့သွားပြီဥပမာဆိုလို့ရှိရင်လည်းထားပါတော့အလုပ်မှာဆိုရင်လည်း project ကြီးပြီးသွားပြီအမလေး let your hair down ခုမှစိတ်ပေါ့သွားတာ let my hair down I can let my hair down ဆိုခုမှပဲစိတ်ပေါ့နေလို့ရသွားတော့တယ်အေးချမ်းဖြစ်သွားတော့တယ်အဲ့လိုမျိုးပြောတဲ့နေရာမှာသုံးတယ်တခြားချိန်တွေမှာမသုံးเนาะတခြားချိန်တွေမှာအေးချမ်းဖြစ်တာမျိုးမှာမသုံးအဲ့လိုမျိုးအထူးသဖြင့်အဲ့လို stress များတဲ့အချိန်တွေအလုပ်များတဲ့အချိန်တွေပြီးသွားတဲ့အချိန်မှာဒီစကားလေးကိုပြောကြတယ် example ပြောအောင် after exams we can finally let our hair down somewhere ပြီးပြီဆိုတော့အေးစစ်စစ်ဖြစ်သွားပြီ after exam ဆိုရင် somewhere ရဲ့နောက်မှာ somewhere ပြီးပြီပေါ့ကွာ we can finally let our hair down နောက်ဆုံးတော့ငါတို့အေးစစ်ဖြစ်သွားပြီခုမှပဲငါတို့စိတ်ပေါ်သွားတယ်တောက်လျှောက်အရန်ကိုခက်ခဲခဲ့တာပင်ပန်းခဲ့တာခုမှစိတ်ပေါ်သွားတော့တယ်ဒါမျိုးပြောတဲ့အချိန်ကျရင် let your hair down ဒါကိုသုံးတယ် okay
နောက်ထပ် idiom တစ်ခုကတော့ on the same page သူ့ရဲ့အဓိပ္ပာယ်ကတော့အခြေအနေတူကိုနားလည်မှုရှိတယ်တလေတဲ့တညံတဲ့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ထိုင်ရိုက်ဘာသာပြန်ရမယ်ဆိုရင်တော့ on the same page ဆိုလို့ရှိရင်စာမျက်နှာတစ်ခုစာမျက်နှာတူပေါ်မှာပေါ့နော် same ကကြတော့တူညီတယ်လေ page ကစာမျက်နှာ on the same page ဆိုလို့ရှိရင်စာမျက်နှာတူပေါ်မှာဒါကကျမတို့သုံးနေကြပေါ့နော်မြင်နေကြစကားလုံးပေါ့နော် on the same page နင်းနဲ့ငါနေက on the same page ပဲဆိုရင်ငါတို့ဒါကိုနားလည်တယ်ငါတို့နားလည်မှုတူညီတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဥပမာကြည့်အောင် let's discuss until we are all on the same page အားလုံးသဘောတူညီမှုရတဲ့အထိဆွေးနွေးကြရအောင် let's discuss ကကြတော့ဆွေးနွေးရအောင်ဆိုတဲ့အဓိပ္ပာယ် until တိုင်အောင်ဘယ်တိုင်အောင်လဲ we are all ငါတို့အကုန်လုံး on the same page သဘောတူညီမှုရတဲ့အထိသဘောတူညီမှုရတဲ့အထိဆိုတာငါတို့အကုန်လုံးဒီအခြေအနေကိုအမြင်တစ်ခုတည်းတူမြင်သွားတဲ့အထိဆွေးနွေးကြရအောင်ဆိုတဲ့အဓိပ္ပာယ် okay let's discuss until we are all on the same page အားလုံးသဘောတူညီမှုရတဲ့အထိဆွေးနွေးကြရအောင်ဟုတ်ပြီနော်နောက်ထပ်တစ်ခုကတော့ under the table သူ့ရဲ့အဓိပ္ပာယ်ကမမှန်မကန်အလုပ်လုပ်ခြင်းလက်ပေးလက်ယူလုပ်ခြင်းလို့ခေါ်တယ်လက်ပေးလက်ယူလုပ်ခြင်းပေါ့နော်ဒါဆိုရင်ကျမတို့ကုမ္ပဏီတွေမှာဖြစ်ဖြစ်အစိုးရနဲ့ဆိုင်တဲ့ကိစ္စတွေမှာဖြစ်ဖြစ် under table money ပေးရလို့ကြားဖို့ကြမယ်ထင်တယ်ဒါကဒီစကားလုံးကလာတာပေါ့နော်စပွဲအောက်ကနေပေါ့စပွဲအောက်ကနေပေးလိုက်တယ်ဆိုလို့ရှိရင် under table ဆိုရင်ဒါကမမှန်မကန်လုပ်တယ်လက်ပေးလက်ယူလုပ်တယ်လို့ခေါ်တာဥပမာကြည့်အောင် they paid money under the table to approve the contract သူတို့ဒီစာချုပ်ကိုလက်ခံဖို့လက်ပေးလက်ယူလုပ်ခဲ့ကြတယ် they paid money under the table ဆိုရင်လက်ပေးလက်ယူလုပ်ခဲ့တယ် okay to approve လက်ခံဖို့ the contract ဒီစာချုပ်ကိုလက်ခံဖို့လက်ပေးလက်ယူလုပ်ခဲ့ကြတယ် okay under the table ဒါလေးလည်းမှတ်ထားနော်ဒါလေးတော်တော်သုံးကြတယ်နောက်ထပ်တစ်ခုကကြတော့ begin to see the light သူ့ရဲ့အဓိပ္ပာယ်ကတော့နားလည်သဘောပေါက်လာပြီဆိုတဲ့အဓိပ္ပာယ် begin ကစတင်တယ်ပေါ့နော် to see ကကြတော့မြင်တယ်ပေါ့ begin to see ဆိုရင်စမြင်လာပြီ the light အလင်းရောင်ကိုစမြင်လာပြီဆိုတဲ့အဓိပ္ပာယ်သဘောကတော့နားလည်သဘောပေါက်လာပြီဆိုတဲ့အဓိပ္ပာယ်ဒါလေးကလည်းအခက်အခဲတွေ့နေအချိန်ကြာကြီးကိုစိတ်ကနားမလည်ဘူးဖြစ်နေတယ်ဒါမျိုးအချိန်မှာဒီစကားလုံးလေးကိုသုံးတယ်အချိန်ကြာကြီးကိုရှုပ်ထွေးပြီးတော့မှနားလည်လာပြီဆိုရင် oh I begin to see the light ဆိုလို့ရှိရင်ငါအခုမှပဲအလင်းရောင်စမြင်လာပြီပေါ့ဒီလိုပြောချင်တာပေါ့နော်ဥပမာဆိုရင် after explaining twice နှစ်ခါရှင်းပြပြီးရဲ့နောက်မှာ she began to see the light နှစ်ခါရှင်းပြပြီးရဲ့နောက်မှာသူမနားလည်လာပြီနားလည်သဘောပေါက်လာပြီဒါကကျမပြောသလိုပဲနားလည်သဘောပေါက်လာပြီဆိုတဲ့သဘောကဒီတိုင်းရိုးအချိန်ဒီမှာသုံးလို့မရဘူးပေါ့ဒီစာကြောင်းမှာဆိုရင်ကြည့်လိုက် after explaining twice နှစ်ခါရှင်းပြပြီးရဲ့နောက်မှာသူမကနှစ်ခါလုံးကွာနည်းနည်း confuse ဖြစ်နေတာကွာစိတ်ကသဘောမပေါက်သေးဘူးဒါပေမဲ့နှစ်ခါရှင်းပြလိုက်တဲ့အချိန်ကျတော့မှ begin to see the light ဆိုလို့ရှိရင်အလင်းရောင်မြင်လာပြီဆိုတဲ့အဓိပ္ပာယ် okay နောက်ထပ် idiom တစ်ခုကတော့ at the 11th hour သူ့ရဲ့အဓိပ္ပာယ်ကတော့နောက်ဆုံးချိန်မတိုင်ခင်လေးလို့ပြောချင်တာဒီစကားလုံးလေးကိုတော့ဘယ်လိုချိန်မှာသုံးလဲဆိုလို့ရှိရင် before the deadline ပေါ့နော်နောက်ဆုံးအချိန်နောက်ဆုံးဥမာ4နာရီပြီးရမယ်ဆိုရင်4နာရီမတိုင်ခင်လေး3နာရီ50လောက်မှပြီးသွားတဲ့ဟာမျိုးဒါမျိုးကိုပြောတဲ့နေရာမှာ at the 11th hour လို့ပြောတယ်ဓာတ်ရိုက်ပြောရမယ်ဆိုတော့11ဆိုရင်17နာရီ17နာရီရောက်မှာမသိဘူးသူတို့ idiom တွေကဒီ11 hour ကစကားတွေမှာဆိုလည်းတွေ့နေကြပါတော့နောက်ဆုံးချိန်မတိုင်ခင်လေးကိုပြောတာဥပမာပြောမယ်ဆိုလို့ရှိရင်တော့ she submitted her assignment at the 11th hour သူမရဲ့အစီရင်ခံစာကိုနောက်ဆုံးချိန်မတိုင်ခင်လေးမှာတင်ခဲ့တယ် submitted ဆိုတာတင်လိုက်တယ်ပေါ့ her assignment သူမရဲ့အစီရင်ခံစာသူမကို assign ချထားတဲ့အလုပ်ပေါ့နော်at the 11th hour နောက်ဆုံးချိန်မတိုင်ခင်လေးမှအစီရင်ခံစာကိုတင်လိုက်တယ်ဒီလိုမျိုးပြောချင်တာ she submitted her assignment at the 11th hour okay သူမရဲ့အစီရင်ခံစာကိုနောက်ဆုံးချိန်မတိုင်ခင်လေးမှတင်ခဲ့တယ် okay နောက်ထပ် idiom တစ်ခုကကြတော့ on the ball သူ့ရဲ့အဓိပ္ပာယ်ကတော့အရန်ကိုညံကောင်းတဲ့လူအရာရာကိုတိလွယ်တက်လွယ်တဲ့လူလို့ပြောချင်တာon the ball on ball ကကြတော့ဘောလုံးလေးပေါ်မှာပေါ့အဲ့လိုမျိုးပေါ့နော်ဥပမာစာကြောင်းကြည့်အောင် she's really on the ball she finished the report before anyone else သူမတကယ်ကိုထက်မြက်တယ် she's on the ball ဆိုရင်သူမအရန်ကိုထက်မြက်တယ်အရန်ကိုတိလွယ်အရန်ကိုညံကောင်းတယ်ပေါ့နော် she finished သူမပြီးခဲ့တယ် the report အစီရင်ခံစာကိုပြီးခဲ့တယ် before
မတိုင်ခင်ဘာတွေနဲ့မတိုင်ခင်လဲ anyone else တခြားသူတွေမတိုင်ခင်မှာသူမရဲ့စီရင်ခံတာကိုပြီးခဲ့တယ် she's on the ball သူမအရန်ကိုတော်တဲ့လူပဲဒီလိုမျိုးပြောချင်တာ okay နောက်ထပ် idiom တွေကကြတော့ kick the bucket သူ့ရဲ့အဓိပ္ပာယ်ကတော့တေဆုံးတယ်ပြတ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ဒါပေမဲ့ဒီဟာကတော့တခုခုတေဆုံးသွားတယ်တခုခုပြတ်သွားတယ်ဆိုတဲ့ဟာကိုဟာတာအနေနဲ့ပြောတဲ့နေရာမှာသုံးတာပေါ့နော်တယောက်တေလို့ဆွေမျိုးတယောက်တေလို့လွမ်းဆွေးနေတဲ့သူကိုနေ့ရက်ဆွေမျိုးက kick the bucket လို့တွားပြောလို့လုံးဝမရအောင်เนาะအဲ့လိုလုံးဝမရဘူးသူကဟာတာအနေနဲ့ပြောတဲ့နေရာမှာသုံးတာပြောမှဆိုတော့ kick ကကန်တာပေါ့နော် bucket ကရေပုံးပေါ့နော် kick the bucket ဆိုလို့ရှိရင်ရေပုံးကိုကန်တယ်ဆိုတဲ့ဟာမျိုးမဟုတ်ဘူးเนาะတေဆုံးသွားတယ်ပြတ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ဥပမာစာကြောင်းနဲ့ကြည့်မယ်ဆိုရင် his old car finally kicked the bucket သူ့ရဲ့ကားဟောင်းကနောက်ဆုံးတော့ပြတ်သွားပြီokay ပြောချင်တဲ့သဘောကတော့ဒီကားကြီးကအရန်သုံးတာလဲကြာနေပြီကွာတော်တော်ကြီးကိုလဲတင်နေပြီကွာသုံးလဲမသုံးတင်တော့ဘူးကွာအဲ့ချိန်မှာဒီကားကြီးပြတ်သွားပြီဆိုလို့ရှင်his old car finally kicked the bucket အဲ့လိုမျိုးပြောလို့ရတယ်သူ့ရဲ့ကားဟောင်းလေးကသူ့မှာ kick the bucket ဖြစ်သွားပြီဆိုအဲ့လိုမျိုးချိန်မှာပြောတယ် okay နောက်ထပ် idiom တစ်ခုကကြတော့ an eye for an eye ဒါလေးကတော့ကျမတို့တမိုင်းထဲမှာလည်းပါတယ်လေဟမ်မူရာဘီကိုရဥပဒေဆိုပြီးတော့လေမျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံးဆိုတဲ့ဟာမျိုးလေသူတစ်ပြန်ကိုတစ်ပြန်ဘာတစ်ပြန်ကြားတစ်ပြန်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် an eye for an eye ဆိုလို့ရှိရင်မင်းဒီဟာကိုသူများကိုဒီလိုလုပ်ထားရင်မင်းလည်းဒါပြန်ပေးရမယ်ဆိုတဲ့ဥပဒေစနစ်မျိုးပေါ့နော်အဓိကကတော့စနစ်ပေါ့အဲ့လိုမျိုးစနစ်ကိုပြောချင်တာexample ကြည့်အောင်Some people believe in an eye for an eye တချို့လူတွေကမျက်လုံးအစားမျက်လုံးဆိုတာကိုယုံကြည်ကြတယ် but ဒါပေမဲ့ others think forgiveness is more powerful ခွင့်လွှတ်ခြင်းကပိုပြီးတော့အားကြီးတယ်လို့ထင်တယ်တချို့လူတွေကတော့မျက်လုံးတစ်လုံးစားမျက်လုံးစုံယော်ပေးရမယ်လို့ယုံကြည်ကြတယ်ကွာဒါပေမဲ့တချို့တွေကတော့ခွင့်လွှတ်ခြင်းကဒါပိုပြီးတော့အားကြီးတယ်ခွင့်လွှတ်ခြင်းကပိုပြီးတော့တန်ဖိုးရှိရပေါ့အားကောင်းတယ်ဒီလိုမျိုးထင်ကြတယ်ပေါ့နော် okay an eye for an eye အဲ့ဒီအဓိပ္ပာယ်ကိုတငယ်ချင်းကထားပါတော့ဖြတ်ခနဲ့တစ်ချက်ရိုက်သွားလို့ရှင်ကိုကလည်း hey an eye for an eye နော်ငါလည်းတစ်ချက်ပြန်ရိုက်မယ်ဒီလိုမျိုးပြောချင်တဲ့နေရာမှာ an eye for an eye ကိုသုံးတယ်မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံးပေါ့ okay နောက်တစ်ခုကကြတော့ arm in arm သူ့ရဲ့အဓိပ္ပာယ်လေးကတော့လက်ချင်းချိတ်တွဲပြီးတော့ arm in arm ဆို arm ကလက်မောင်းလေလက်မောင်းချင်းကို arm in arm ဆိုလက်မောင်းချင်းလေးတွဲပြီးတော့သွားနေတာဆိုတဲ့ဟာမျိုးပေါ့နော်ဒီစကားလုံးလေးကိုကကြတော့နည်းနည်း romantic ဖြစ်တဲ့ဟာမျိုးကွာကောင်လေးနဲ့ကောင်မလေးနဲ့လက်ချင်းချိတ်ပြီးတော့သွားနေတဲ့ဟာမျိုးဒါမှမဟုတ်လို့ရှိရင်လူတွေစီးလုံးမှုကိုပြနေတဲ့ဟာမျိုးဒါမှမဟုတ်လူတွေအချင်းချင်းကိုညီထောက်ပံ့နေတဲ့ဟာမျိုးကိုပြတဲ့နေရာမျိုးမှာ arm in arm ကိုသုံးတယ်ဥပမာကြည့်အောင် they walked arm in arm along the beach သူတို့ကလက်ချင်းတွဲပြီးတော့ကမ်းခြေတစ်လျှောက်ရှောက်သွားကြတယ် they walk arm in arm ဆိုလို့ရှိရင်သူတို့လမ်းလျှောက်ခဲ့တယ်ဘယ်လိုလမ်းလျှောက်တာလဲလက်ချင်းချိတ်တွဲပြီးတော့ along the beach ကမ်းခြေတစ်လျှောက်မှာလက်ချင်းချိတ်တွဲပြီးတော့လမ်းလျှောက်သွားနေတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ပြောရမယ်ဆိုတော့ဒါသေဆိုတာသေကြတယ်ကောင်လေးနဲ့ကောင်မလေးပဲကွာအဲ့လိုမျိုးromantic ဆန်ဆန်လေးနဲ့ကွာအဲ့လိုမျိုးမြင်ရတဲ့အချိန်လေးမှာ arm in arm ကိုသုံးတယ်ဟုတ်ပြီနော်နောက်ထပ် idiom တစ်ခုကကြတော့ come of age သူ့ရဲ့အဓိပ္ပာယ်ကတော့အရွယ်ရောက်လာပြီဆိုတဲ့အဓိပ္ပာယ် okay come of age come ကလာတယ်ပေါ့နော် age ကအသက်ပေါ့နော် come of age ဆိုလို့ရှိရင်အရွယ်ရောက်လာပြီဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်တယ်ဘယ်လိုမျိုးချိန်လဲဆိုလို့ရှိရင်သူတို့တခုခုပေါ့နော်အရွယ်ရောက်တဲ့လူတွေလုပ်လို့ရတဲ့ဟာလုပ်လို့ရပြီဒီလိုမျိုးပြောချင်တဲ့အချိန်မှာ come of age ကိုပြောတယ်ဥပမာပြောအောင် he came of age last week and can now vote သူပြီးခဲ့တဲ့အပတ်ကမှအသက်ပြည့်ပြီးတော့အခုမဲပေးခွင့်ရပြီ he came of age ဆိုလို့ရှိရင်သူအရွယ်ရောက်ခဲ့တယ်လုံးဝဒါအသက်ပြည့်သွားပြီပေါ့နော်အရွယ်ရောက်လာအသက်ပြည့်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အသက်ပြည့်သွားပြီ last week ပြီးခဲ့တဲ့အပတ်ကအသက်ပြည့်သွားပြီ and ပြီးတော့ can now vote အခုမဲပေးခွင့်ရပြီ vote ကကြတော့မဲပေးတယ်ပေါ့နော် he came of age last week and can now vote သူပြီးခဲ့တဲ့အပတ်ကမှ16နှစ်ပြည့်တာအခုမဲပေးလို့ရပြီ okay နောက်တစ်ခုကကြတော့ bear watching သူ့ရဲ့အဓိပ္ပာယ်ကတော့စောင့်ကြည့်တယ်ဆိုတဲ့အဓိပ္ပာယ်ရိုးစောင့်ကြည့်ရမဟုတ်ဘူးအောင်မြင်မလားကြာရှုံးနေအောင်မြင်သွားမလားကြာရှုံးသွားမလားဆိုတာကိုစောင့်ကြည့်တာအဓိကအဖြစ်မတေချာတဲ့အခြေအနေတွေအဲ့လိုမျိုးစိန်ခေါ်မှုတွေများနေတဲ့အချိန်မှာအောင်မြင်မလားကြာရှုံးမလားစောင့်ကြည့်တာကို bear watching လို့ခေါ်တယ်ဥပမာပြောရမယ်ဆိုရင် investors are bear watching the startup ရင်းနှီးမြှုပ်နှံမှုတွေကအခုမှစတဲ့လုပ်ငန်းကိုစောင့်ကြည့်နေကြတယ်
okay investors ကယင်းနှမြုပ်နှံသူတွေ the startup ဆိုတာအခုမှစထောင်တဲ့ကုမ္ပဏီလေးတွေအခုမှစတဲ့လုပ်ငန်းလေးတွေ startup လို့ခေါ်တယ် okay ကိုရီးယားကောင်ရှိသေးတယ်လေ startup ဆိုပြီးတော့လေအခုမှစတဲ့လုပ်ငန်းတွေပေါ့နော်အားလေးတွေ startup လို့ခေါ်တယ်bear watching investors are bear watching the startup ယင်းနှမြုပ်နှံသူတွေကအခုမှစတဲ့လုပ်ငန်းကိုစောင့်ကြည့်နေကြတယ်သဘောကတော့သူတို့အောင်မြင်မလားကြာရှုံးမလားစောင့်ကြည့်နေတယ်ပေါ့နော်သူတို့အောင်မြင်ဖို့အရေးအောင်တွေ့ရဆိုလို့ရှိရင်တော့ယင်းနှမြုပ်နှံမယ်ပေါ့ဒါမျိုးကိုပြောချင်တာ okay နောက်ထပ်တစ်ခုကကြတော့ let sleeping dogs lie နောက်တစ်ချိန်ပြန်မဖော်တာပိုကောင်းမယ်ဆိုတဲ့အဓိပ္ပာယ် okay ပြောရမယ်ဆိုတော့ sleeping dogs ကကြတော့အိပ်နေတဲ့ခွေးတွေပေါ့နော် let sleeping dog lie ဆိုရင်အိပ်နေတဲ့ခွေးတွေလှဲနေပါစေပေါ့အိပ်နေတဲ့ခွေးတွေကိုမနှိုးလိုက်ပါနဲ့ဒါမျိုးသဘောမျိုးပေါ့နော်သူ့ရဲ့အဓိပ္ပာယ်ကတော့ပြန်ပြီးတော့နောက်တစ်ချိန်မဖော်တာပိုကောင်းမယ်ဆိုတဲ့အဓိပ္ပာယ်ဒါကတော့ဘလို့အချိန်ကြီးမှာသုံးလဲဆိုလို့ရှိရင်အတိတ်မှာဖြစ်ခဲ့တဲ့ကိစ္စတွေပေါ့နော်ထပ်ပြီးတော့ပြောလို့ရှိရင်ပြဿနာဖြစ်နိုင်တဲ့ကိစ္စတွေဒါတွေကိုပြန်မဖော်တာကောင်းမယ်လို့ပြောတဲ့အချိန်မျိုးမှာဒီစကားလုံးလေးကိုသုံးတယ်ဥပမာပြောရမယ်ဆိုရင် I wanted to ask him about the issue but I decided to let sleeping dogs lie I wanted to ask him about the issue ဆိုရင်သူ့ကိုဒီပြဿနာအကြောင်းမေးချင်ပေမဲ့ I decided to ငါဆုံးဖြတ်လိုက်တယ်ဘာလို့ကိုဆုံးဖြတ်လိုက်တာလဲ let sleeping dogs lie နောက်တစ်ချိန်အစမဖော်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ် okay issue ကကြတော့ပြဿနာပေါ့နော် I wanted to ask him ကကြတော့ငါသူ့ကိုမေးခဲ့ခြင်းပေမဲ့ဒီပြဿနာအကြောင်းကိုမေးခဲ့ခြင်းပေမဲ့ okay I decided ဆုံးဖြတ်ခဲ့တယ် to let sleeping dogs lie ဒီပြဿနာကိုနောက်တစ်ခါအစမဖော်ဖို့ပဲဆုံးဖြတ်လိုက်တော့တယ်ဒီလိုထိပ်ပဲ okay နောက်ထပ် idiom လေးတစ်ခုကတော့ time to hit the road ဒါလေးကတော့နားလည်လွယ်မယ်လို့ထင်တယ်သူ့ရဲ့အဓိပ္ပာယ်ကစထွက်ဖို့အချိန်တန်ပြီဆိုတဲ့အဓိပ္ပာယ်အထူးသဖြင့်ခရီးသွားကန်ဒီချိန်တွေပေါ့နော်ဓာတ်ရိုက်ဘာသာပြန်လို့ရအောင်စဉ်းစားကြည့်မယ်ဆိုရင်လည်း time to ကကြတော့အချိန်တန်ပြီ hit ကကြတော့ထိတယ်ရိုက်တယ်ဆိုတဲ့သဘော the road လမ်းပေါ်ကိုငါတို့လမ်းပေါ်ကို hit လုပ်ဖို့အချိန်ရောက်ပြီလမ်းပေါ်ကိုထိဖို့အချိန်ရောက်ပြီလမ်းပေါ်ကိုရိုက်ဖို့အချိန်ရောက်ပြီဆိုတဲ့အဓိပ္ပာယ်ကစထွက်ဖို့အချိန်တန်ပြီဆိုတဲ့သဘော okay it is getting late time to hit the road နောက်ကျနေပြီထွက်ဖို့အချိန်တန်ပြီနော် okay getting late ကကြတော့နောက်ကျနေပြီပေါ့နော် it is getting late time to hit the road နောက်ကျနေပြီစထွက်ဖို့အချိန်တန်ပြီ okay ဒီလိုလေးပြောချင်တာနောက်ထပ်တစ်ခုကကြတော့ water under the bridge သူ့ရဲ့အဓိပ္ပာယ်ကတော့ပြန်လဲပြုပြင်လို့မရတော့တဲ့အတိတ်ကကိစ္စပူပန်နေလည်းမထူးတော့ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော် water ကကြတော့ရေပေါ့ under the bridge တရားအောက်ကရေတရားအောက်ကရေပေါ့ဒါမဲ့သူတို့ပြောချင်တဲ့ဒီ idiom လေးပြောချင်တဲ့သဘောကပြန်ပြီးတော့ပြင်မရတော့ဘူးပူနေလို့လည်းမထူးတော့ဘူးဆိုတဲ့ပုံစံမျိုးအတိတ်မှာဖြစ်ခဲ့တဲ့ဟာတွေကပြန်ပြင်လို့မရတော့ဘူးပူပန်နေလို့လည်းဘာမှမထူးတော့ဘူးနင်ပြန်ချင်းလို့လည်းမရတော့ဘူးဒီလိုမျိုးပြောချင်တာပေါ့နော်ဥပမာကြည့်အောင် Let's not argue about that anymore is water under the bridge now let's not argue ကကြတော့အငြင်းမပွားရအောင် argue ကအငြင်းပွား let's not argue ဆိုရင်အငြင်းမပွားရအောင် about that အဲ့ဒီအတွက်နဲ့ anymore အဲ့ဒီအတွက်နဲ့ထပ်ပြီးတော့အငြင်းမပွားပဲနဲ့နေကြရအောင် it's water under the bridge now ဒါကပြီးသားကိစ္စဖြစ်သွားပြီအမလေးမောတယ်နော်ဆရာမပြီးတော့မှရှစ်လုံးပဲလို့တော့တယ်အလုံး90ထည့်ထားတာဆိုတော့တကယ်ကို idiom ဘောင်းစုံကိုတကယ်ကိုဘောင်းကျုပ်လုပ်ပေးတာနော် okay ဆက်ပြောရအောင်နော် it's under the bridge now ဆိုလို့ရှိရင်ပြန်လဲပြုပြင်လို့မရတော့ဘူးပြီးသားကိစ္စဖြစ်သွားပြီအဲ့တော့ထပ်ပြီးတော့အငြင်းမပွားပဲနေပဲနေကြရအောင်ဒီလိုလေးပြောချင်တာ okay နောက်ထပ်idiom နောက်တစ်လုံးကကြတော့ with flying colors ဒါကကြတော့ကျမတို့ကျောင်းမှာ essay တွေရေးတဲ့ထဲမှာကလေးတွေတော်တော်များများထည့်ရေးကြမယ်ထင်တယ်ကျမတို့ငယ်ငယ်ကတော့တော်တော်ရေးတယ် flying colors ကကြတော့အမှတ်ကောင်းကောင်းနဲ့ဆောင်းပွဲကိုအောင်တာကိုပြောတာ okay သူ့ရဲ့ဓာတ်ရိုက်ဘာသာပြန်ဆိုတော့ flying ကပြန်နေတာပေါ့ colors ကကြတော့အယောင်တွေပေါ့အယောင်တွေပြန်နေတယ်ပေါ့ okay with flying colors ဆိုတာကြတော့သူ့ရဲ့သဘောကတော့အမှတ်ကောင်းကောင်းနဲ့ဆောင်းပွဲအောင်တာကိုပြောတာနော်ဥပမာစာကြောင်းကြည့်ရအောင် she passed the exam with flying colors သူမကဆောင်းပွဲကိုအမှတ်ကောင်းကောင်းနဲ့အောင်ခဲ့တယ် she passed ကကြတော့အောင်မြင်တယ် the exam ဆောင်းပွဲကို she passed the exam ဆိုလို့ရှင်သူမကဆောင်းပွဲကိုအောင်တယ်ဘယ်လိုအောင်တာလဲ with flying colors အမှတ်ကောင်းကောင်းနဲ့အောင်တာ okay အမှတ်ကောင်းကောင်းနဲ့ဂုဏ်ထူးတွေနဲ့အောင်တာအမှတ်ကောင်းကောင်းနဲ့အောင်တာဒါမျိုးကို flying colors လို့သုံးတယ်နောက်ထပ် idiom လေးတစ်ခုကတော့ to be on the fence
သူ့ရဲ့အဓိပ္ပာယ်ကတော့မစင်စားရသေးဘူးမဆုံးဖြတ်ရသေးဘူးဆိုတဲ့အဓိပ္ပာယ် on the fence ကခြံစည်းရိုးလေခြံစည်းရိုးဆိုရင် to be on the fence ဆိုရင်ခြံစည်းရိုးပေါ်မှာဆိုတော့ပြောချင်တဲ့သူကတော့ဟိုဘက်လည်းမရောက်ဘူးဟိုမရောက်ဒီမရောက်ဖြစ်နေတယ်ငါအရန်ကိုတွေးဝေနေတယ်ခြံစည်းရိုးပေါ်မှာပဲရှိသေးတယ်ဘယ်ဘက်ကူးရမလဲကျွန်မမသိသေးဘူး to be on the fence ကသူ့ရဲ့တော့မစင်စားမဆုံးဖြတ်ရသေးဘူးဆိုတဲ့အဓိပ္ပာယ် example ကြည့်အောင် I'm stay on the fence about which job to take ကျွန်တော်အခုထိဘယ်လုပ်ကိုလုပ်ရမလဲဆိုတာမဆုံးဖြတ်သေးဘူး I'm stay on the fence ဆိုလို့ရှိရင်ကျွန်တော်မဆုံးဖြတ်ရသေးဘူးမစင်စားရသေးဘူးပေါ့ I'm stay on the fence ဆိုရင်ကျွန်တော်အခုချိန်ဒီခြံစည်းရိုးပေါ်မှာပဲပေါ့ about ဘာအကြောင်းကိုလဲ which job to take ဘယ်အလုပ်ကိုယူလိုက်ရမလဲဆိုတာ which job to take ဆိုလို့ရှိရင်ဘယ်အလုပ်ကိုလုပ်ရမလဲဆိုတာမဆုံးဖြတ်ရသေးဘူးဒါကများသောအားဖြင့်ရွေးချယ်မှုနှစ်ခုထဲကနေပြီးတော့တစ်ခုကိုရွေးတဲ့အချိန်မှာမစင်စားရသေးတာမဆုံးဖြတ်ရသေးတာဖြစ်နေတဲ့အချိန်မှာသုံးတဲ့စကားလုံး okay ရိုးတန်သူဖတ်သူမစင်စားရသေးတာမဆုံးဖြတ်ရသေးတာကိုသုံးလို့မရအောင်နော်ရွေးချယ်မှုနှစ်ခုရှိရဲ့အဲ့နှစ်ခုတွေကမှာကိုကဘယ်ဟာကိုရွေးရမလဲဆိုတာမသိသေးဘူးဆိုတဲ့အချိန်တွေမှာသုံးတာဒီစာကြောင်းမှာဆိုရင်လည်းဒီဥပမာစာကြောင်းမှာဆိုရင်လည်းသိကြတယ်ကွာသူ့မှာရွေးစရာနှစ်ခုဒါမှမဟုတ်သုံးခုလောက်ပဲရှိလိမ့်မယ် okay I'm stay on the fence about which job to take အခုထိဘယ်အလုပ်ကိုလုပ်ရမလဲဆိုတာမဆုံးဖြတ်ရသေးဘူး okay now idiom လေးတစ်ခုကတော့ blessing in disguise သူ့ရဲ့အဓိပ္ပာယ်ကတော့အစိုးထဲကအကောင်းဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အစိုးထဲကအကောင်း blessing ကကြတော့ကောင်းချီးပေးတယ်ဆိုတဲ့အဓိပ္ပာယ်လေ blessing ကကောင်းချီးပေးတာ disguise ကကြတော့ပြောရမယ်ဆိုရင်တော့ရုပ်ဖြတ်တယ် disguise ကိုဘယ်လိုနေရာမျိုးတွေမှာသုံးလဲဆိုတော့မကောင်းတဲ့ဟာကိုဖုံးထားတယ်ဆိုတဲ့နေရာမျိုးမှာသုံးတာတော်တော်များများတော့ရုပ်ဖြတ်တယ်ဆိုတဲ့နေရာမျိုးမှာသုံးတာပေါ့နော် blessing in disguise ဆိုလို့ရှိရင်ရုပ်ဖြတ်ထားပြီးတော့ကောင်းကြီးပေးခံရတယ်ဘယ်လိုအဲ့လိုမျိုးတော့မဟုတ်ဘူးသူ့ရဲ့သဘောကအစိုးထဲကအကောင်း okay blessing in disguise ကအစိုးထဲကအကောင်းဥပမာကိုကကျောင်းကနေဒီကျောင်းကနေထွက်လိုက်ရတယ်ပေါ့ဒါပေမဲ့ဒီကျောင်းကထွက်ပြီးတော့မှကိုဖောက်ကိုလှုပ်ချင်တဲ့အလုပ်လဲလှုပ်လိုက်ပေါ့အဲ့အလုပ်မှာအရန်အောင်မြင်သွားတာမျိုးပေါ့အဲ့မျိုးကကြောင့် blessing in disguise ပေါ့ကျောင်းကထွက်လိုက်ရပါမယ်အလုပ်အရန်အောင်မြင်သွားတယ်အစိုးထဲကအကောင်းဆိုတဲ့ဟာမျိုးပေါ့နော်ဥပမာကြည့်အောင် losing that job was a blessing in disguise အဲ့ဒီအလုပ်ပြုတ်သွားတာအစိုးရအကောင်းပါပဲ okay losing that job ဆိုလို့ရှိရင်အဲ့ဒီအလုပ်ပြုတ်သွား losing ကဆုံးရှုံးသွားတယ်ပေါ့ that job အဲ့ဒီအလုပ်ကိုဆုံးရှုံးသွားတာအဲ့ဒီအလုပ်ပြုတ်သွားတာက was a blessing in disguise အဲ့ဒီအလုပ်ပြုတ်သွားတာအစိုးရအကောင်းပါပဲဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဒါကြီးကဒီအလုပ်ပြုတ်လို့ကိုကအစကတော့ဟာငါဘွားမှာတော်တော်ဆိုးသွားပြီလို့ထင်ခဲ့တာဒါပေမဲ့နောက်ထပ်ပိုကောင်းတဲ့အလုပ်ရသွားတယ်ဆိုတာကြောင့် blessing in disguise အစိုးရကနေအကောင်းဖြစ်သွားတာ okayနောက်ထပ်တစ်ခုကကြတော့ live and learn ဒါလေးကတော်တော်များများစကားပုံလေးလိုမျိုးတုံးကြတယ်ဘဝကနေသင်ခန်းစာယူပါဆိုတဲ့အဓိပ္ပာယ် live and learn live ကနေသည် learn ကကြတော့သင်ယူလေ့လာသည်ပေါ့ live and learn ဆိုတာကြတော့နေပြီးတော့သင်ယူလေ့လာပါဆိုတော့ဒီလိုမျိုးပဲနေရင်းနဲ့ပဲသင်စရာတွေရှိသွားတာပဲဘဝကနေသင်ခန်းစာပေးသွားတာပဲဆိုတဲ့အဓိပ္ပာယ်မျိုးဥပမာကြည့်အောင် she thought the job would be easy but it's exhausting live and learn she thought သူမဒီအလုပ်ကိုလွယ်မယ်ပဲထင်ခဲ့တာ the job ကကြတော့ဒီအလုပ် she thought the job would be easy ကလွယ်တာသူမဒီအလုပ်ကိုလွယ်မယ်လို့ထင်ခဲ့တာ but ဒါပေမဲ့ it's exhausting ကကြတော့ very tired ပေါ့နော်အရန်ကိုပင်ပန်းတယ် live and learn ဘဝကပေးတဲ့သင်ခန်းစာပဲပေါ့ဒါကလည်းကိုကဒီအလုပ်လေးကိုတခြားအလုပ်နဲ့ရှင်ပြီးတော့တောင်ဒီအလုပ်လေးကိုကောင်းမယ်ထင်လို့ယူခဲ့တာဒါပေမဲ့တကယ်တမ်းကျတော့အရန်ကိုသူ့ကိုပင်ပန်းစေတယ် live and learn ဘဝတွေကရတဲ့သင်ခန်းစာတွေပဲပေါ့ဒါမျိုးလေးပြောချင်တာပေါ့နော်ပြောမယ်ဆိုတော့ဒါလေးကကိုရီမြန်မာစကားမှာဆိုရင်လည်းစကားပုံတွေထက်ပြောသလိုပဲကွာဒီလားအဲ့လိုမျိုးလေးပေါ့နော် idiom တွေကတစ်ခါတလေအဲ့လိုလေးလည်းဆန်တယ်နောက်ထပ်တစ်ခုပြီးတော့မယ်သုံးလုံးပဲကျန်တော့တယ် okay ဒါလေးကကြတော့ every dog has his day သူ့ရဲ့အဓိပ္ပာယ်ကလူတိုင်းမှာအခွင့်အရေးတစ်ခါတော့ရှိစမြဲပဲဆိုတဲ့အဓိပ္ပာယ်ဒါရိုက်ဘာသာပြန်မယ်ဆိုတော့ every dog ခွေးတိုင်းမှာပေါ့နော် has his day သူ့ရဲ့နေ့ရက်တစ်ခုဆိုတာရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ပြောမယ်ဆိုရင်တော့ his day ဆိုတာကြတော့သူ့နေ့ရက်ရောက်လာပြီဟာနောက်ဆုံးတော့ငါအတွက်နေ့ရက်ရောက်လာပြီငါအခွင့်အရေးငါရဲ့အချိန်ခါကိုရောက်လာပြီဒါမျိုးပြောချင်တာပေါ့နော် every dog has his day ဆိုတာလူတိုင်းမှာအခွင့်အရေးတစ်ခါတော့ရှိစမြဲပဲဒါကကျမခုနပြောလို့ပဲကျမတို့မြန်မာစကားပုံတွေကလိုမျိုးပဲမြန်မာစကားပုံတွေကဟာမျိုးတွေပဲပေါ့နော်ဒီလိုမျိုးလေးတွေပြောတာပေါ့နော်ဥပမာပြောအောင်He finally got a promotion after years of hard work. နှစ်ပေါင်းများစွာအလုပ်ကြိုးစားခဲ့ပြီးတဲ့နောက်မှာ
ယာရုတက်ခဲ့တယ် every dog has his day လူတိုင်းမှာအခွင့်အရေးရတဲ့နေ့ရှိစမြဲပဲ okay he finally got a promotion ကကြတော့ယာရုတက်ခဲ့ promotion ကယာရုတက်တာလေ he finally got a promotion ဆိုလို့ရှိရင်သူယာရုတက်ခဲ့ after နောက်မှာဘာနောက်မှာလဲ years of hard work နှစ်ပေါင်းများစွာအလုပ်ကြိုးစားခဲ့ပြီးတဲ့နောက်မှာ years ကနှစ်ပေါင်းများစွာ hard work ကကြတော့အလုပ်ကြိုးစားတာပေါ့နော်သူနှစ်ပေါင်းများစွာအလုပ်ကြိုးစားပြီးတဲ့နောက်မှာမှယာရုတက်ခဲ့တယ် every dog has his day ပြောမယ်ဆိုတော့နောက်ဆုံးတော့သူ့နေ့ကိုရောက်လာပြီပေါ့သူ့အချိန်ခါကိုရောက်လာပြီဒီလိုမျိုးပြောချင်တာလူတိုင်းမှာအခွင့်အရေးရတဲ့နေ့ရှိစမြဲပဲဒီလိုမျိုးပြောချင်တာပေါ့နော် okay နောက်တစ်ခုကကြတော့ up in the air သူ့ရဲ့အဓိပ္ပာယ်ကမသေးချာမရေရာဖြစ်တယ်အခုထိမဆုံးဖြတ်ရသေးဘူးဖြစ်တယ်ဥပမာပြောရမယ်ဆိုရင် our vacation plan is stay up in the air ကျွန်တော်တို့ရဲ့အားလပ်ရက်အစီအစဉ်တွေကအခုထိမသေးကြသေးဘူး okay our vacation plan ကကြတော့အားလပ်ရက်အစီအစဉ်တွေ vacation ကအားလပ်ရက်ပေါ့နော် plans ကကြအစီအစဉ်တွေ are stay သေဖြစ်နေသေးတယ် up in the air အခုထိမသေးချာနေသေးဘူးဒီလိုမျိုးအဓိပ္ပာယ်ပေါ့နော်ခုနကဒါလည်းမသေးချာမရေရာဖြစ်တယ်ခုနကကျမတို့ရှိမှကြည့်ခဲ့တဲ့ to be on the fence လည်းမသေးချာမရေရာဖြစ်တယ်ပဲဒါပေမဲ့ဒီနှစ်ခုကဘာကွာလဲဆိုတော့ to be on the fence ကကြတော့သူ့စကားလုံးမှာကခြံစည်းရိုးပေါ်မှာဆိုတာဖြစ်တဲ့အတွက် तू ကဒီတစ်ခုလားဆိုတော့မသေးချာသေးတာဒါလေးကကြောင့် up in the air ဆိုတော့လေထဲမှာပဲရှိသေးတယ်ဆိုတော့အဓိပ္ပာယ်ဘာလုပ်ရမလဲဆိုတာကိုတဲတဲကွယ်ကွယ်ရေရာမဖြစ်သေးဘူးဆိုရင် up in the air ကိုသုံးတယ်ဥပမာဆိုရင်ဒါမျိုးပေါ့ကျွန်တော်တို့အားလက်ရက်မှာရှောက်သွားဖို့အခုထိလေထဲမှာပဲဘာမှမစီစဉ်ရသေးဘူးဒီလိုမျိုးလေးပြောချင်တာပေါ့နော် okay နောက်ထပ် idiom လေးတစ်ခုကကြတော့ skeleton in the closet okay skeleton in the closet ကကြတော့ဘယ်သူမှမသိသေးရဲ့လျှို့ဝှက်ချက်ထိုင်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့ skeleton ကအယိုးကောင်းကြီးကွာ closet ကကြတော့ဘီရိုထဲမှာကွာ skeleton in the closet ဆိုလို့ရှိရင်ဘီရိုတွေကအယိုးကောင်းကြီးပေါ့နော်ပြောမယ်ဆိုတော့ဘယ်သူမှမသိသေးတဲ့လျှို့ဝှက်ချက်ဘီရိုထဲမှာဖွက်ထားတဲ့အယိုးကောင်းဆိုတော့ပြောရမယ်ဆိုရင်ကတော့လူတယောက်ကိုတခုခုလှုပ်ထားပြီးတော့ဘီရိုထဲမှာဖွက်ထားတာဆိုတဲ့ပုံစံမျိုးပေါ့နော်သူ့ရဲ့လျှို့ဝှက်ချက်ကရိုးလျှို့ဝှက်ချက်မဟုတ်ဘူးလူတွေသိသွားလို့ရှိရင်အရန်ရှက်စရာကောင်းမဲ့ဟာကိုယ်ထိခိုက်စေမဲ့ဟာအဲ့လိုမျိုးလျှို့ဝှက်ချက်ကို skeleton in the closet လို့ခေါ်တာရိုး secret မဟုတ်ဘူးရိုး secret ကရိုး secret လျှို့ဝှက်ချက်ကကောင်းတာလည်းဖြစ်နိုင်တယ်ဆိုးတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့ skeleton in the closet ကကြတော့မကောင်းလူများတွေတည်သွားရင်ကိုယ့်အတွက်လည်းမကောင်းဘယ်သူအတွက်မှမကောင်းဒီလိုမျိုးဟာကိုရှက်စရာကောင်းတဲ့ကိစ္စ skeleton in the closet လို့ပြောမယ်ဆိုတော့ရှက်စရာကောင်းတဲ့လျှို့ဝှက်ချက်ပေါ့ဥပမာကြည့်အောင် Every politician has a skeleton in the closet. They hoped the media won't find. နိုင်ငံရေးသမားတိုင်းမှာမီဒီယာတွေမသိစေချင်တဲ့လျှို့ဝှက်ချက်တစ်ခုရှိစမြဲပဲ Okay? Every politician ကနိုင်ငံရေးသမားပေါ့နော် Every politician ဆိုရင်နိုင်ငံရေးသမားတိုင်း has နိုင်ငံရေးသမားတိုင်းမှာရှိတယ်။ဘာရှိရလဲ a skeleton in the closet ဘယ်သူမှမသိသေးတဲ့ရှက်စရာကောင်းတဲ့လျှို့ဝှက်ချက် Okay? They hope သူတို့မျှော်လင့်တာ the media တွေ won't find မီဒီယာတွေရှာမတွေ့နိုင်ဖို့သူတို့မျှော်လင့်တဲ့လျှို့ဝှက်ချက်တစ်ခုနိုင်ငံရေးသမားတိုင်းမှာရှိသမြဲပဲပြောမယ်ဆိုတော့သူတို့ရဲ့အားနည်းချက်ပေါ့ကွာသူတို့ရဲ့အားနည်းချက်အဲ့လိုမျိုးပုံစံလိုမျိုးပြောပါတော့ Every politician has a skeleton in the closet they hope media won't find သူတို့မီဒီယာတွေကိုမသိစေချင်တဲ့မီဒီယာတွေကိုရှာမတွေ့စေချင်တဲ့လျှို့ဝှက်ချက်တစ်ခုနိုင်ငံရေးသမားတိုင်းမှာရှိစမြဲပဲ Okay နားလည်မယ်နော်ဒါလေးကပြောမယ်ဆိုရင်အသုံးနှုန်းလေးကမိုက်တယ်ကွာအဲ့လိုမျိုးလေး Okay ကဲနောက်ဆုံးတစ်ခုဒီ lesson ဒီ video ကတော့တကယ် long lesson ပဲ Okay နောက်ဆုံးတစ်ခုကကြတော့ဘာလဲဆိုတော့ as good as gold အရန်လိမ့်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဒါရိုက်ဘာသာပြန်မယ်ဆိုရင်တော့ good ကကောင်းတာလေ gold ကကြတော့ရွှေ as good as gold ဆိုရင်ရွှေလိုပဲကောင်းတယ်ရွှေတုံးလေးလိုပဲပေါ့ကွာအရန်ကိုလိမ့်ပါတယ်အရန်ကိုယုံကြည်ရတယ်ဒါမျိုးပြောချင်တာပေါ့နော်ဥပမာပြောရမယ်ဆိုရင် my students are as good as gold ငါရဲ့ကျောင်းသားတွေကအရန်လိမ့်ပါတယ်ပြောမယ်ဆိုတော့ငါရဲ့ကျောင်းသားတွေကရွှေလိုပဲကောင်းနေဆိုတဲ့အဓိပ္ပာယ်ပေါ့နော် always focused အမြဲတမ်းအာရုံစူးစိုက်တယ် and hard working စာလဲစူးစမ်းတယ်စာစူးစမ်းပြီးတော့အမြဲအာရုံစူးစိုက်မှုလည်းရှိကြတယ် Okay my students are as good as gold always focused and hard working ငါရဲ့ကျောင်းသားတွေကအရန်ကိုလိမ့်ပါတယ်
စာကြိုးစားပြီးတော့အမြဲအာရုံစူးစိုက်မှုလည်းရှိတယ်ဟုတ်ပါတယ်ကျွန်မအခုနားထောင်နေတဲ့ဗီဒီယိုကြည့်ရှုသူတွေကိုပြောတာပါဒီ EDM တွေကိုဒီအလုံး90ရောက်တဲ့အထိထိုင်ပြီးတော့နားထောင်နိုင်တယ်ဆိုတာကတကယ်ကို as good as gold ပေါ့နော်ရွှေလိုပဲလိမ်ပါတယ်ရွှေလိုပဲကောင်းတယ်ရွှေလိုပဲတမိုးရှိရဲ့အကြောင်းသားတွေဖြစ်ပါတယ် okay ဟုတ်ပြီနော်အဲ့ဆိုရင်ကျမတို့အခုလေ့လာသွားတာတော့တော်တော်များတယ်ပေါ့နော် EDM တွေကျမခုနကပြောလို့ပဲ EDM တွေကိုတောင်းဆိုတဲ့လူတွေအများများအဲ့နဲ့ကျမတပုတ်ထဲမှာစုပေးလိုက်တာပြီးရော okay အဲ့တော့example စာကြောင်းတွေပေါ့နော်ဥပမာစာကြောင်းတွေကိုလိုက်မကူးဆိုလို့ရှိရင်တော့စက်လုံးလေးတွေတော့လိုက်ကူးထားစေချင်တယ်အဓိပ္ပာယ်လေးတွေလိုက်ရေးမှတ်ထားစေချင်တယ်ဒါမှလည်းကြည့်ရတာအကျိုးရှိမှာပေါ့နော်စလုံး90ဆိုလို့ရှိရင်စာအုပ်ထဲမှာရေးလိုက်တာဘယ်လောက်မှမကြပါဘူးစလုံး90ရဲ့သူ့ရဲ့အဓိပ္ပာယ်လေးတွေရဲ့ကိုလိုက်မှတ်ထားပေါ့နော်အဲ့လိုမျိုးလေးဆိုလို့ရှိရင်သုံးလို့ရတယ်ဒါပေမဲ့ EDM သုံးလို့ရှိရင်တစ်ခုသတိထားဖို့ပြောချင်တာမလိုပဲနဲ့ EDM တွေကအများကြီးသုံးစရာမလိုဘူး EDM တွေဆိုတာကပြောရမယ်ဆိုရင်သူများတွေက EDM ပြောတာဘာပြောရလဲဘာကြီးလဲဆိုပြီးတော့နားမလဲတာများတယ်ကွာကျမတို့အင်္ဂလိပ်စကားပြောပြီးတော့ချင်းပြောနေကြတာတယောက်နဲ့တယောက်စကားအောင်နားလဲဖို့ဒါမဲ့ကိုကတကယ်ချင်းနေချားမှဖြစ်တကယ် native speaker တွေပေါ့နော်တကယ်အင်္ဂလိပ်စကားပြောတဲ့နိုင်ငံလူတွေနဲ့ပြောရင်တော့ကိုကဒီလို EDM လေးညှက်ပြီးတော့သုံးနေဆိုတော့ကိုတော့သူက EDM တွေတောင်သိရတော့အဲ့လိုမျိုးဖြစ်တာပေါ့နော်ဒါမဲ့ EDM လေးတွေကသိထားရင်တော့လည်းပြောဖို့ကောင်းတယ်လေသိရမလားဒီတိုင်းဆိုလို့ရှိရင်အဲ့ဒိတ်ပဲကြီးကဘာကြီးလဲဒီစလုံးကြီးကဘလိုကြီးတွေလဲအဲ့လိုတွေဖြစ်တတ်တယ်လေဒါပေမဲ့သိထားရင်ကြတော့မိုက်တယ်ပေါ့ကွာ okay ထည့်သုံးလို့လည်းရပါတယ်ပြီးရင်စကားတွေမှာဆိုလို့ရှိရင်လည်းကိုကစကားကြည့်နေနေတော့အဲ့စကလုံးလေးသုံးသွားရဆိုရင်ဒါ EDM ပဲဒါဘာပြောရပဲဆိုပြီးတော့ကိုကနားလည်နေတယ်ပေါ့နော်အဲ့လိုမျိုးဆို EDM တွေကလည်းလေ့လာတင်တယ်ပြီးတော့တချို့တွေဆိုလို့ရှိရင်လည်း essay တွေမှာဆိုလို့ရှိရင်အသုံးများတဲ့ EDM လေးတွေထည့်ရေးကြတာတွေရှိတယ်မလိုပဲနဲ့တော့အများကြီးထည့်ရေးဖို့ကျွန်မ recommend မပေးဘူးဒါမဲ့တချို့ဟာလေးတွေမှာစကားပြောတွေမှာပဲဖြစ်စာရေးမှာဖြစ်ထည့်တော့လှတယ်ပေါ့ကွာမလိုပဲနဲ့တော့အများကြီးမသုံးနဲ့ပေါ့ okay အဲ့ဆိုလို့ရှိရင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအရန်မောသွားပါပြီဆိုတော့ကျွန်မမောရတာနဲ့တန်အောင်လို့ကိုယ့်အတွက်အကျိုးရှိရဲဆိုရင်အကျိုးရှိရဲဆိုတဲ့အကြောင်းလေးတွေเนาะရေးခဲ့ပေးပါပြီးတော့ like comment subscribe share ပေါ့နော်လုပ်ပေးခဲ့ဖို့မမေ့ပါနဲ့เนาะအဲ့ဆိုလို့ရှိရင်အကုန်လုံးပဲနောက်ထပ်ဗီဒီယိုတွေမှာနောက်ထပ်ပြန်ပြီးတော့တွေ့ကြမယ်အကုန်လုံးပဲတတား